Alo mình là ba. Chin la post ku chishu apini to prita mya along che yu tin ba le. Chlo yeအခုကျွန်တော် interview MAPD လောက်ဖို့ကျွန်တော်ဖိတ်ကြားထားတာကတော့ရှင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့အတွင်းမှုဖြစ်တဲ့ဦးလင်းကျော်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မေးမြန်းမဲ့အောက်စာတွေကတော့မနေ့ပြန်တစ်ဖက်ခါနိုဝင်ဘာ10ရက်နေ့မှာကျင်းပမဲ့အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ချင်းပြည်နယ်မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တာဝန်ရှိတဲ့ဦးလင်းကျော်နဲ့ကျွန်တော်မေးမြန်းမှာဖြစ်ပါတယ်ဒီရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့မေးမြန်းချင်တဲ့ဟာလေးဒီပဲဖြစ်ဖြစ်တခြားမျိုးနေဖက်မှာအစင်မပြေတဲ့ပြဿနာအသေးမွှားလေးတွေရှိရင်ပဲဖြစ်ဖြစ်ဒီမှာကျွန်တော် comment မှာပဲဖြစ်ဖြစ်ချီလန်ဖို့ရဲ့ messenger မှာပဲဖြစ်ဖြစ်လွတ်လပ်စွာမေးလို့ရပါတယ်ကျွန်တော်မနေ့ပြန်ပဲအချင်းရှိတော့တဲ့အတွက်မေးတဲ့မေးခွန်းလေးတွေကိုမေးပေးဖို့ဒီရနေလေပြောကြားလိုပါတယ်ဒီရနေကျွန်တော်မေးမြန်းမှုကိုလေsynthesize ကြည့်ရှုပြီးတော့မေးတဲ့မေးခွန်းလေးတွေကိုလေ comment မှာပဲရေးပေးလို့ရပါတယ်လို့ဒီရနေကျွန်တော်အရင်ဆုံးပြောချင်ပါတယ်အားလုံးသိနိုင်ကိုလေshare ပေးဖို့ကိုလေဒီရနေဖိတ်ကြားချင်ပါတယ်ကျွန်တော်ဟာခါလုံးနည်းနည်းပြန်ပြီးတော့ပြောအောင်မယ်အတူဇန်ဟီ interview ตัวดิ้งทีมตัวนากันไหนมีฮีอูลิงโจจูอตูชินรัมกุลีชิมนักจงอินโนไงบิ๊กเจ้าซาเลยอินเดียจุนโนไงบิ๊กซีมีฮีอามาฮีชิมนักของฮีอาปีไลมีจูจินมีเปียกนักของซิเซมีจินของซิเซมีเดียโพลจงนี้ไทยจินกิบเลยเรียนตุนเจียวสไลติกามีเดียโพลจงนี้ไทยฮาร์มิซิเซมาจุนเจ้าเฟลตูเลยสองจีอภัยกันที่มีโพลจงใจตินดาอันเดียร์หุ่นสไลติบรรทุกเสใจติกจานาดาเมเรโคสไลติบรรทุกชิมนักของให้อาปีไลมีปกขาบาฮัลลากันในไลบาฮัลดูมีกันอุมาจุนคอมเมนต์อินสิเซเมสเซนเจอร์เซกดจากโคซีบาโลตินหาโคกันในโซมไลที่มีจงค่ะวันชิมกันดูအခုလိုဦးလင်းကျော်ချင်းပြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ2020ရွေးကောက်ပွဲရဆိုရင်တော့ဒီကျွန်တော်ရဲ့ဒီမိုကရေစီကူးပြောင်းအတွက်ပေါ့နော်တော့ကိုရေးပါတဲ့ရွေးကောက်ပွဲလေးဖြစ်ပါတယ်အသက်ရှိနှစ်ပြည့်သူတိုင်းမဖြစ်မနေပါဝင်ရမယ့်ရွေးကောက်ပွဲလေးဖြစ်တဲ့အတွက်ဒီညကျွန်တော်မေးမြန်းမဲ့ဥစ္စာကပဲဖြစ်ဖြစ်ကျွန်တော်မမေးပေးနဲ့တီထိုက်တဲ့အချက်လေးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးတွေကိုကြိုပြီးတော့ဒီကနေပြောစီချင်တယ်ကျွန်တော်ပြောပထမဆုံးအနေနဲ့ဒီရွေးကောက်ပွဲမှာကျွန်တော်ဘာကြောင့်အသက်ရှိနှစ်ပြည့်တူတိုင်းပါဝင်တင်လေဆိုတဲ့အချက်ပေါ့နော်အဲ့ဒါလေးကိုအရင်ဆုံးပြောပေးစီချင်တယ်ပြီးရင်ကျွန်တော်ဒီအစိုးရရဲ့ဖွဲ့စည်းပုံတိုင်းကိုဘယ်လိုဖွဲ့စည်းလဲဆိုတာကိုလေမတိသေးတဲ့လူတွေလေးရှင်းမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီဘလူနဲ့ပြည်သူ့လွှတ်တော်နဲ့မြို့သားလွှတ်တော်နဲ့ပြည်နယ်လွှတ်တော်တွေရွေးပြီးတော့အလိုလုပ်နေရလဲဆိုတဲ့ဟာဒီအခြေခံအကြောင်းတရားလေးတွေကိုပြန်ပြီးတော့ပြောပေးစေချင်တယ်ဟုတ်ကျွန်တော်တို့ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲအတွင်းမှုဦးလင်းကျော်ဖြစ်ပါတယ်ပထမဆုံးမေးတဲ့မေးခွန်းကတော့တကယ်ကိုကျွန်တော်တို့နိုင်ငံသားတိုင်းသိထားတဲ့မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်ဒါတော့ကျွန်တော်18နှစ်ပြည့်တဲ့လူတိုင်း18နှစ်ပြည့်ပြီးတဲ့လူတိုင်းမှာမဲပေးခွင့်ဘာဖြစ်လို့ရရှိရတာလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာတော့18နှစ်ပတ်ဝန်းကျင်ရှိတဲ့လူငယ်တွေကဒီချိန်မှာဆိုလို့ရှိရင်တော့10တဲ့အောင်မိသားစုတွေရှိမယ်အချို့ဆိုရင်လည်းကျွန်တော်ဒီတက်တူတက်နေတဲ့လူငယ်တွေရှိမယ်အချို့ဆိုလို့ရှိရင်လည်းပြင်ပလုပ်ငန်းကိုင်ငန်းတွေဆောင်ရွက်ရတဲ့
လူငယ်တွေရှိနေပါပြီအဲ့တော့ကြောင့်ကျွန်တော်လူသားဖြစ်လာပြီဆိုလို့ရှိရင်တော့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့လုပ်ငန်းကိုင်ငန်းတွေဆောင်ရွက်ရတဲ့အနေအထားတစ်ခုရောက်လာတဲ့အခါမှာကိုလှုပ်ဆောင်ရတဲ့လုပ်ငန်းကိုင်ငန်းတစ်ခုမှာအစဉ်ပြေချောမွေ့ဖို့အတွက်ကတော့ကျွန်တော်တို့နိုင်ငံတစ်ခုလုံးရဲ့အခြေခံအုံမြင့်ဖြစ်တဲ့ဥပဒေအကြောင်းအရာပဲဖြစ်ပါတယ်အဲ့တော့ဥပဒေအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တကယ်ကိုပြင်ဆင်နိုင်တဲ့အစားထိုးနိုင်တဲ့ပုံကိုယ်တွေကိုရွေးချယ်နိုင်မှုကလည်းအဓိကကျလာတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့လုပ်ငန်းကိုင်ငန်းတွေဆောင်ရွက်တဲ့အခါမှာလည်းကိုယ့်ရဲ့ပတ်ဝန်းကျင်နေရာဒေသအသီးသီးမှာရှိတဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ပညာရေးစီးပွားရေးလူမှုရေးဒါတွေကိုမြင့်တင်ပေးနိုင်မဲ့အစိုးရတရက်မျိုးကလည်းကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့အုပ်ချုပ်တဲ့လူတွေအတွက်ကိုအလွန်တရာမှအရေးကြီးတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်အဲ့အတွက်ကြောင့်16နှစ်ပြည့်လာတဲ့လူငယ်တွေအနေနဲ့ကပတ်ဝန်းကျင်နဲ့ပို့ပြီးတော့နီးစပ်လာတာဖြစ်တဲ့အတွက်ကြောင့်နီးစပ်လာတဲ့ပတ်ဝန်းကျင်မှာအခြေခံကောင်းတဲ့ဥပဒေကောင်းတဲ့ကောင်းမွန်ပြည့်စုံတဲ့ဥပဒေတွေပြီးလို့ရှိရင်ကျွန်တော်စီးပွားရေးလူမှုရေးတွေကိုပတ်မိုးကူညီတဲ့အစိုးရဖွဲ့စည်းတရက်တွေကိုပေါ်ထွန်းလာဖို့အတွက်ကိုတော့ကျွန်တော်တို့လူငယ်16နှစ်ပြည့်လာမဲ့လူငယ်တွေအနေနဲ့အထူးအရေးကြီးပြီးတော့မဲပေးခြင်းလုပ်ငန်းစဉ်မှာစအုပ်ဆုံးမဲပေးခွင့်ရတာဖြစ်ပါတယ်ကျွန်တော်လွတ်တော်ပိုင်းနဲ့ပတ်သက်ပြီးတော့ဒါနဲ့ဆက်ဆက်တယ်ဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ရွေးချယ်လိုက်တဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနေသည်ကျွန်တော်တို့ရဲ့ပြည်သူကိုယ်စားလှယ်တွေပဲဖြစ်တယ်ကျွန်တော်ကျောင်းသားဆိုလို့ရှိရင်ကျောင်းတက်နေရမယ်အလုံးလုံးနေတဲ့လူဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လုပ်ငန်းခွင်တဲ့ကိစ္စရက်တွေကိုဆောင်ရွက်နေရတယ်ကျွန်တော်တို့ပြည်သူတွေမှာအားလက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုယ်စားဥပဒေတွေကိုပြင်ဆင်ပေးမဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုကျွန်တော်တို့ကလွတ်တော်တွေကိုလွတ်တာရှိတယ်လွတ်တော်တွေရောက်ပြီးသွားတဲ့အချို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အစိုးရအဖွဲ့အုပ်ချုပ်မှုကိစ္စရက်တွေကိုဆောင်ရွက်မဲ့ပုံကိုယ်တွေရှိလာမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီလွတ်တော်တွေကိုသွားမဲ့ကိုယ်စားလှယ်လောင်းနေကျွန်တော်တို့စီးပွားရေးလူမှုရေးပညာရေးကိစ္စရဲ့အားလုံးကိုစီမံခန့်ခွဲမှုကောင်းကောင်းနဲ့ဆောင်ရွက်ပေးမဲ့အစိုးရထဲမှာပါဝင်တဲ့ဝန်ကြီးတွေဒီလူတွေကိုဒီပုံကိုယ်တွေကိုကျွန်တော်တို့ဒီရွေးချယ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်ပထမဆုံးကျွန်တော်တို့ရွေးချယ်ရမယ့်ဟာကတော့ပြည်သူ့လွတ်တော်ပဲဖြစ်ပါတယ်ပြည်သူ့လွတ်တော်ဆိုလို့ရှိရင်တော့ကျွန်တော်ချင်းပြည်နယ်ထဲမှာ6မြို့နယ်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မြို့နယ်ကိုအခြေခံပါတယ်6မြို့နယ်ရှိတာဖြစ်တဲ့အတွက်ကြောင့်ပြည်သူ့လွတ်တော်နေရာအတွက်ကို6နေရာဖြစ်ပါတယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းနေအနေနဲ့ကလည်းပြည်သူ့လွတ်တော်မှာနေပြီးတော့လွတ်တော်ကြီးမှာတွားရောက်တက်ပြီးတော့ဥပဒေတွေကိုပြင်ဆင်တာတွေအစားထိုးတာတွေအစ်စ်ပြန်လည်ပြီးတော့ရေးဆွဲတာတွေဒါတွေကိုအကောင့်တွေပေါ်ကျွန်တော်တို့ကိုယ်စားတွားရောက်ပြီးတော့အကောင့်တွေပေါ်ဆောင်ရွက်ကြပါတယ်နောက်လွတ်တော်တရက်ကတော့အမျိုးသားလွတ်တော်ဖြစ်ပါတယ်အမျိုးသားလွတ်တော်ကတော့ကျွန်တော်ဒီတိုင်းရင်းသားမျိုးနွယ်စုတွေနဲ့အများကြီးအကျုံးဝင်ပါတယ်ကျွန်တော်တိုင်းဒေသကြီးပြည်နယ်တွေအသီးသီးမှာမျိုးနယ်တွေဘလောက်ပဲများများမျိုးနွယ်စုတွေဘလောက်ပဲများများလူဦးရေတွေဘလောက်ပဲများများအချိုးညီညီပဲတိုင်းဒေသကြီးတစ်ခုမှာလည်းအမျိုးသားလွတ်တော်12ဦးရမယ်ပြည်နယ်တွေလူဦးရေနည်းတယ်မြို့တွေနည်းပေမဲ့လည်းကျွန်တော်ဒီမှာ12ဦးအမျိုးသားလွတ်တော်12ဦးရဖို့အတွက်ကိုဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားချက်ပြဋ္ဌာန်းချက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ချင်းပြည်နယ်အတွင်းမှာဆိုလို့ရှိရင်လည်းမြို့နယ်9မြို့နယ်ရှိတယ်ဆိုပေမဲ့လည်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်12ဦးကိုကျွန်တော်တို့ကရွေးချယ်ပေးရတာဖြစ်ပါတယ်အဲ့တော့အမျိုးသားလွတ်တော်12ဦးရွေးချယ်တဲ့အခါမှာလည်းကျွန်တော်တို့က9မြို့နယ်ရှိတာဖြစ်တဲ့အတွက်ကြောင့်လူဦးရေကိုပြန်ပြီးတော့အခြေခံပါတယ်9မြို့နယ်လုံးမှာတော့အမျိုးသားလွတ်တော်ကိုယ်စားလှယ်တယောက်စီရသွားပြီ3နေရာတော့ပိုနေသေးတယ်ပိုနေတဲ့အမျိုးသားလွတ်တော်တွေကိုတော့အမျိုးသားလွတ်တော်နေရာတွေအတွက်ကိုတော့လူဦးရေများတဲ့မြို့နယ်တွေကိုကျွန်တော်တန်းစီစရာပြုလုပ်တဲ့အခါမှာကျွန်တော်ပလောဝမြို့နယ်ကတော့လူဦးရေအများဆုံးဖြစ်တယ်ဒုတိယတော့ဒီဒိန်မြို့နယ်ပြီးရင်ကျွန်တော်ဒီဟာခါမြို့နယ်အဲ့မြို့နယ်3မြို့နယ်မှာတော့အမျိုးသားလွတ်တော်2ဦးစီရရှိသွားတာဖြစ်ပါတယ်နောက်ကျွန်တော်တို့ပြည်နယ်လွတ်တော်ဖြစ်ပါတယ်ပြည်နယ်လွတ်တော်ကတော့ကျွန်တော်မြို့နယ်အလိုက်ကိုအခြေခံပြီးတော့တမြို့နယ်မှာ2ဦးကြစီတမြို့နယ်ကိုလူဦးရေအချိုးစားတူညီစွာနဲ့တဝက်စီခွဲပြီးတာနဲ့တမြို့နယ်လုံးမှာတချမ်းမှာတော့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တယောက်ရမယ်နောက်တစ်ချမ်းမှာတော့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တယောက်ရမယ်ဒီပြည်နယ်လွတ်တော်ကိုယ်စားလှယ်တွေဒီလည်းပြည်နယ်ကျွန်တော်ချင်းပြည်နယ်လွတ်တော်ထဲမှာတွားရောက်ထိုင်ပြီးတော့ခုနဥပဒေရေးရာတွေပြင်ဆင်တာတွေဖြည့်စွက်တာတွေဆောင်ရွက်တယ်လို့ပဲကျွန်တော်ဒီဥပဒေတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အုပ်ချုပ်မှုကိစ္စတွေပဲဖြစ်ဖြစ်အစိုးရဖွဲ့စည်းတရက်အနေနဲ့လည်းဝန်ကြီးချုပ်တွေဝန်ကြီးတွေဒီဟာတွေနဲ့ပြန်လည်ပြီးတော့အုပ်ချုပ်ရေးပိုင်းမှာလည်းပြန်လည်ဖွဲ့စည်းရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်16နှစ်ပြည့်ပြီးသားလူငယ်တွေရော16နှစ်ကျော်တဲ့ကျွန်တော်
နိုင်ငံသားတွေရောကျွန်တော်ချင်းလူမျိုးတွေအားလုံးကလည်းဒီလွတ်တော်အသီးသီးမှာဥပဒေတွေကိုပြင်ဆင်နိုင်မဲ့ကိုယ့်ရဲ့ကိုယ်စားလွှတ်ပေးမဲ့ပုံကိုယ်တွေအုပ်ချုပ်မှုရန်တရားတွေကိုတက်မတ်နဲ့ပြည်သူလူထုတွေအကောင်းဆုံးစီမံဆောင်ရွက်ပေးနိုင်တဲ့ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဗျကျေးဇူးတင်ပါတယ် UEC ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေနဲ့ပေါ့နော်အဲ့ဒီရွေးကောက်ပွဲအတွက်ဘယ်လောက်ထိအာဏာရှိလဲပေါ့နော်ထွေအောက်တော့ဂျန်တဲ့ဒီကဝင်စုပ်ဖက်ပန်ခွင့်ရှိသလားဒီ UEC ရဲ့လုပ်ငန်းဥစ္စာလေးကိုပြောပြပါဦးဟုတ်ကျွန်တော်တို့ဒီပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကနေစပြီးတော့ကျွန်တော်ရက်ကွက်နဲ့ကြေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ထိအောင်ဖွဲ့စည်းပါတယ်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကတော့ကျွန်တော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အထိမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ကျွန်တော်တို့တိုင်းဒေသကြီးပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအထိကိုအတည်ပြုပြီးတော့ကြေညာချက်တွေနဲ့ထုတ်ပြန်ပေးပါတယ်အဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာအတိအကျလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်သို့တော့ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုတည်းနဲ့လုပ်ငန်းတစ်ခုကိုဆောင်ရွက်တဲ့အခါမှာရက်တည်ပြီးတော့အောင်မြင်အောင်ဆောင်ရွက်လို့မရပါဘူးအဲ့ထဲမှာပို့ပြီးတော့ကျွန်တော်တနိုင်ငံလုံးနဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပို့အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်ထိလွယ်ရှလွယ်တဲ့တချို့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာတော့ဌာနဆိုင်ရာတွေအစိုးရအဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုကိုရယူရပါတယ်ဒီလိုရယူနိုင်မှုအတွက်လည်းကျွန်တော်လွှတ်တော်ရွေးကောက်ပွဲဥပဒေထဲမှာပြဋ္ဌာန်းပြီးဖြစ်ပါတယ်သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကစကျွန်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်အနေနဲ့လိုအပ်တဲ့အကူအညီတွေကိုရယူပြီးတော့ဆောင်ရွက်နိုင်တယ်ဆိုပြီးတော့ပြဋ္ဌာန်းချက်ရှိတာဖြစ်တဲ့အတွက်တိကျလွတ်လပ်တဲ့အဖွဲ့အစည်းလို့မှန်တော်လဲပဲလုပ်ငန်းစဉ်ဒီကျေပြန့်တယ်ပြီးလောရတဲ့လုပ်ငန်းစဉ်တွေမှာနေ့ရက်အတိအကျအချိန်အတိအကျနဲ့ဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်မှုအားတွေပိုကောင်းလာဖို့အတွက်ကိုတော့သက်ဆိုင်ရာအစိုးရအဖွဲ့တွေဌာနဆိုင်ရာတွေလူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတည်တည်ရဲ့အကူအညီတွေရယူပြီးတော့ဆောင်ရွက်လက်ရှိပါတယ်အခုရွေးကောက်ပွဲရာတီ7ပေါ့နော်ဒီရွေးကောက်ပွဲကလာတော့မယ်ပေါ့နော်လာတော့မယ်ဆိုတော့ဘလို့ပုံစံနဲ့ဒီအနိုင်ရပါတီအာဏာလွှဲပြောင်းရေးအထီကိုဘယ်လောက်ထိတောင်းယူဖို့ရှိမလဲပေါ့နော်အဲ့ဒီဥစ္စာလေးကိုကျွန်တော်ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့အခုလက်ရှိရက်ကွက်နဲ့ကြေးရွာအုပ်စုကော်မရှင်ဖွဲ့ခွဲတွေလက်ရှိလုပ်ငန်းဆောင်ရွက်နေတဲ့ကြိုတင်မဲ့လုပ်ငန်းစဉ်တွေပေါ့ကြိုတင်မဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်နေတယ်ကြိုတင်မဲ့ပေးတဲ့မဲဆန္ဒရှင်တွေရဲ့ကျွန်တော်တို့ဒီရက်လက်တွေမဲလက်မှတ်တွေအားလုံးကိုမဲဥမှုရှိကိုကျွန်တော်တို့ရွေးကောက်ပွဲနေ့8ရက်နေ့မနက်6နာရီမတိုင်ခင်မှာလွှဲအပ်မယ်ပြီးတာနဲ့ရွေးကောက်ပွဲနေ့မှာပဲမဲဥမှာလာပေးတဲ့မဲဆန္ဒရှင်တွေရဲ့မဲလက်မှတ်တွေနဲ့အတူရက်ကွက်နဲ့ကြေးရွာအုပ်စုကနေမှဆောင်ရွက်ခဲ့တဲ့ကြိုတင်မဲလက်မှတ်တွေပေါင်းယုံပြီးတော့ပေါင်းစုပြီးတော့ကျွန်တော်ပယ်မဲခိုင်လုံမဲတွေကိုရေတွက်ကြမယ်ပေါ့ရေတွက်တဲ့အခါမှာမဲယုံတွေမှာတော့ပုံစံ16နဲ့ကျွန်တော်တို့ကတ်ထားကြီးညာပေးမယ်အဲ့ပုံစံ16တွေကမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲကိုရောက်လာပါမယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲမှာလည်းနိုင်ငံပြင်ပမဲဆန္ဒရှင်တွေကနေမှကြိုတင်မဲပေးတဲ့မဲလက်မှတ်တွေပြီးလို့ရှိရင်မြို့နယ်ပြင်ပအနေမှာလျှောက်ထားလို့ကြိုတင်မဲပေးတဲ့မဲလက်မှတ်တွေဒါတွေကိုလည်းကျွန်တော်တို့ပုံစံ18နဲ့ရွေးကောက်ပွဲနေ့4နာရီအတိမှာရေတွက်မှာဖြစ်ပါတယ်ရေတွက်ပြီးတော့ရလက်တွေအားလုံးပုံစံ18နဲ့ဖြည့်မယ်မဲုံတွေကနေမှလာရောက်အနှံတဲ့ပုံစံ16တွေနဲ့ပေါင်းပြီးတော့မှကျွန်တော်ပုံစံ19ရရှိမှာဖြစ်ပါတယ်ဒါတွေကတော့မြို့နယ်အဆင့်ထိလုပ်ပြီးတော့ကျွန်တော်တို့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲကတော့ကြေညာချက်ထုတ်ပြန်ပါတယ်အနိုင်ရရှိတဲ့သူကကိုယ်တည်းလောင်းကဘယ်သူဖြစ်တယ်ဆိုတဲ့ဟာပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကနေမှပုံစံ19တွေနောက်ဆုံးနေ့ရက်အချိန်စုံတဲ့နေ့အချိန်မှာပဲကျွန်တော်တို့ဒါတွေကိုပေါင်းပြီးတာနဲ့ရလက်တစ်ခုကိုပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲကနေမှကြေညာသွားမှာဖြစ်ပါတယ်။ဒါတော့ပဲကျွန်တော်ပြည်နယ်ရွေးကောက်ပွဲတိုင်းဒေသကြီးပြည်နယ်အသီးသီးကနေမှဒီရလက်တွေအားလုံးကြေညာပြီးပြီဆိုလို့ရှိရင်တော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့နောင်ရွေးကောက်ပွဲတွေမှာအထောက်အကူရအောင်နောင်ရွေးကောက်ပွဲတွေမှာပို့ပြီးတော့ကောင်းမွန်တဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တရချင်းစီဖြစ်အောင်ဖို့အတွက်ကိုအစီအမံတရက်ကိုကျွန်တော်တို့ပြုစုပါတယ်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်မှာပြုစုပြီးတာနဲ့ကိုအစိုးရအဖွဲ့ပေါ့ပြည်တော်စုအစိုးရအဖွဲ့ရှိကို45ရက်တွင်ကျွန်တော်တင်ပြပါတယ်ဒီလုပ်ငန်းစဉ်တွေကတော့ကျွန်တော်နောင်လာမဲ့ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲတွေကစဉ်ဆက်မပြတ်ရှိနေမှာဖြစ်ပါတယ်နောင်ရွေးကောက်ပွဲတွေမှာအခုလက်ရှိကျင်းပတဲ့ရွေးကောက်ပွဲတွေပို့ပြီးတော့ကောင်းမွန်နိုင်မှုအတွက်ကိုတော့ကျွန်တော်အစီအမံတွေအဆင့်ဆင့်တွေရေးဆွဲပြီးတာနဲ့
နောက်ရွေးကောက်ပွဲပုံမှုကောင်းမွန်နိုင်မှုအတွက်ကိုအစိုးရအဖွဲ့ကိုတင်ပြပြီးတော့အစိုးရအဖွဲ့ရဲ့ပံ့ပိုးကူညီမှုအားတွေပိုကောင်းလာဖို့အတွက်ကိုရည်ရွယ်ပြီးတော့ဒီအချိန်ခံစာလုပ်ငန်းစဉ်တွေကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်သွားဖို့ရှိပါတယ်ဗျဒီရွေးကောက်ပွဲနေ့မှာဒီ6နာရီနဲ့4နာရီလို့ပြောတယ်ပေါ့နော်ဒီ4နာရီမှာလေဒီမေးပေးတဲ့လူမပြီးသေးရင်ပေါ့လေမေးဆက်ပြီးတော့ထည့်လို့ရတယ်လို့ပါနေတော့အဲ့ဒါဟိုဘယ်နာရီအထိဆိုတာအကန့်အသတ်ရှိလား6နာရီလို့ဟိုရှိနေတဲ့ရွေးအဲ့လိုထည့်လို့ရလားဟောလူဒီမလာတော့ဘူးတမပေးမဲ့လူကတော့ရှိသေးတယ်လူကတော့မလာတော့ဘူးဟောဒါမဲ့ဆက်ပြီးတော့ဟိုဘေးထိခွင့်ပြုတ်ထားဖို့ရှိတယ်ပေါ့နော်ကျွန်တော်တို့နေရကန့်သက်ချက်အချိန်ကန့်သက်ချက်တော့မရှိပါဘူးနေရကန့်သက်ချက်တော့ရှိပါတယ်နေရကန့်သက်ချက်ကတော့မဲယုံရဲ့အရှိမဝင်ပေါက်အရှိမကျွန်တော်တို့ပရဝုံတတ်မှတ်ပါတယ်မြေအနေထားပေါ်မူတည်ပြီးတော့ပေါ့ဘယ်နှပေးဘယ်နှကိုက်ဆိုတဲ့ဟာတော့မဟုတ်ပါဘူးမြေပြင်အနေထားပေါ်မူတည်ပြီးတော့ကျွန်တော်ပရဝုံကိုတတ်မှတ်ပါတယ်၄နာရီထိုးလို့မှဒီပရဝုံထဲမှာမဲဆန္ဒရှင်တွေကရှိနေသေးတယ်ဆိုလို့ရှိရင်ဒီမဲဆန္ဒရှင်တွေကိုကျွန်တော်တို့ကရေတွက်တတ်မှတ်ပြီးတော့မှဒီပရဝုံထဲမှာရှိတဲ့မဲဆန္ဒရှင်တွေအားလုံးမဲပေးပြီးတဲ့အချိန်ထိအောင်ကျွန်တော်ဒီမဲပေးခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်သွားရမှာဖြစ်ပါတယ်ဗျဒီဂျူတီမဲပေးခြင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့နဲ့မနေ့ပြန်တွေ့ကတော့ဒါဂျူတီမဲပေးတဲ့နေ့ဟောပေါ့နော်ဒါပေမဲ့အရင်ဒီအောက်တိုဘာ28ကစပြီးတော့ဟိုပေးတာလဲမနေ့ကထိပေါ့လေဒီနေ့မပါဟိုအပြင်ကလူဒီဟိုတက်ပြီးတော့ခရီးထွက်မယ်ဆိုတဲ့ပုံစံနဲ့ဂျူတီမေးပေးတဲ့လူတွေလည်းအများကြီးတွေ့ရတာပေါ့လေအထောက်ထားတော့ဗာမြတင်ပြတာတော့မရှိဘူးပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ဆိုတာကျွန်တော်တို့ကြားရတယ်သိရတယ်ပေါ့အဲ့လိုမျိုးနဲ့ဂျူတီမေးကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဗာမြပြောချင်တာများရှိမလဲပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဂျူတီမဲနဲ့ပတ်သက်ပြီးတော့မဲဆန္ဒနယ်အတွင်းပေါ့မဲဆန္ဒနယ်အတွင်းဆိုတာတော့ကိုယ့်ရဲ့မဲယုံအတွင်းကိုယ့်ရဲ့မြို့နယ်အတွင်းမဲဆန္ဒနယ်အတွင်းဂျူတီမဲတွေကိုတော့ရခိုင်ရွေးကောက်ပွဲနဲ့မတူတဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ထမ်းဆောင်ပါတယ်ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ29ရက်နေ့ကနေစပြီးတော့ဒီနိုဝင်ဘာ9ရက်နေ့ထိတိုင်ပေါ့မနေ့ကထိတိုင်အောင်အသက်60နှစ်အထက်မဲဆန္ဒရှင်တွေဒါအသက်အရွယ်တစ်ခုအရပေါ့မဲယုံလာတဲ့အခါမှာလူစုလူဝေးနဲ့တွေ့ကြုံတဲ့အခါမှာကျမ်းမာရေးကဟိုအထောက်အကူဖြစ်စေဖို့အတွက်ကိုကျွန်တော်ရည်ရွယ်ပြီးတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေမှဒီ8ရက်ကြိုတင်မဲပေါ့8ရက်ကြိုတင်မဲကိုဆောင်ရွက်ပေးပါတယ်ဒီဆောင်ရွက်ပေးတဲ့အခါမှာလည်းအချို့အသက်60နှစ်ထက်မဲဆန္ဒရှင်တွေကရဲကြီးကော်မရှင်ဖော်ခွဲရုံလာတယ်ကြိုတင်မဲတွေပေးတယ်အချို့အသက်60နှစ်အထက်မဲဆန္ဒရှင်တွေကကြတော့နေအိမ်မှာရဲကြီးရုံမလာနိုင်ဘူးမလာနိုင်တဲ့အတွက်နေအိမ်မှာပဲကြိုတင်မဲပေးနိုင်ဖို့အတွက်ကိုလည်းဒီကျွန်တော်29ရက်ကနေနိုဝင်ဘာ9ရက်နေ့ဒီ8ရက်အတွင်းကိုဆောင်ရွက်ပေးပါတယ်ဆက်ဆက်တည်းပဲကျွန်တော်တို့ဘာတွေဆောင်ရွက်လဲဆိုတော့10ရက်ကြိုတင်မဲတစ်ခုပါဒီ10လပိုင်း29ရက်နေ့ကနေမှစပြီးတော့နိုဝင်ဘာ9ရက်နေ့ထိတိုင်အောင်ပေါ့10ရက်အတွင်းမှာကြိုတင်မဲပေးပိုင်ခွင့်ရှိတဲ့လူတွေလည်းရှိပါတယ်အဲ့ဒီလူတွေကတော့ကျွန်တော်ဒီအစိုးရအဖွဲ့မှာဆိုလို့ရှိရင်ဝန်ကြီးချုပ်ကနေစပြီးတော့ကျွန်တော်တို့ပြည်နယ်အုပ်ချုပ်ရေးမှူးအစိုးရအဖွဲ့အတွင်းမှုထိပေါ့သူတို့ဒီလည်းယာဒူးအရကြိုတင်မဲပေးပိုင်ခွင့်ရှိတာမဟုတ်ပါဘူးဒီယာဒူးရှိတဲ့လူတွေခီးသွားဖို့ရှိတယ်အစိုးရလုပ်ငန်းတစ်ခုအရဟိုခီးသွားဖို့ရှိတယ်ဆိုပြီးတော့ထောက်ထားနဲ့တင်ပြလာတယ်ဆိုလို့ရှိရင်လည်းဒီဝန်ကြီးချုပ်ကနေစပြီးတော့အတွင်းမှုအစိုးရအဖွဲ့အတွင်းမှုထိကလည်းဒီ10ရက်ကြိုတင်မဲကိုပေးပိုင်ခွင့်ရှိပါတယ်ဒါတော့မှခီးသွားဖို့ရှိတယ်ကိုယ်တိုင်ကိုကြလည်းရကြေးကော်မရှင်ဖွဲ့ခွဲရုံလာရောက်ပြီးတော့ဟိုမဲထည့်ပေးရမှာဖြစ်ပါတယ်ဒီ10ရက်ကြိုတင်မဲထဲမှာပဲကျွန်တော်ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ပါဝင်ပတ်သက်နေတဲ့ပုံကူများလည်းရှိပါတယ်မဲယုံအဖွဲ့ဝင်တွေရှိတယ်နောက်ရွေးကောက်ပွဲလုံခြုံရေးအဖွဲ့တွေရှိတယ်ပြီးလို့ချင်းအခုလိုမျိုးရွေးကောက်ပွဲလေးလာစောင့်ကြည့်တဲ့လူတွေသတင်းမီဒီယာရယူမဲ့လူတွေဒီမဲယုံတွေယုံထဲမှာပဲမဟုတ်ဘူးကျန်တဲ့ယုံတွေမှာလည်းသူတို့လုပ်ငန်းစဉ်တွေကိုနိုင်ငံအတွက်ကိုတာဝန်ထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲလုပ်ငန်းစဉ်တရက်ကိုပူးပေါင်းပါဝင်တဲ့အဖွဲ့အစည်းတွေပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဒီလေဒီ10ရက်ကြိုတင်မဲမှာပေးပိုင်ခွင့်ရှိတယ်။နောက်လွတ်တော်ရွေးကောက်ပွဲဒီလွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေကနေမှခန့်အပ်ထားတဲ့ရွေးကောက်ပွဲကိုယ်စားလှယ်တွေရဲ့မဲယုံကိုယ်စားလှယ်တွေရဲ့အကူကိုယ်စားလှယ်တွေရဲ့ဒီပုံကိုယ်တွေကလည်းကိုတက်ဆိုင်ရာမဲစင်းထဲမှာတော့ပါနေပြီတိုးတော့တာဝန်ကျတဲ့နေရာအခြားမဲယုံမှာဖြစ်နေရင်သူဒီလည်းအချိန်ပြည့်တော့ရောက်ပြီးတာဝန်ထမ်းဆောင်ရမယ့်ပုံကိုယ်များဖြစ်တဲ့အတွက်ကြောင့်လည်းသူတို့ဒီ10ရက်ကြိုတင်တဲ့မဲထဲမှာမဲပေးပိုင်ခွင့်ရှိတဲ့စင်းထဲမှာကျွန်တော်တို့ဟိုထည့်သွင်းထားတာရှိပါတယ်။နောက်ချက်ကကြတော့ကျွန်တော်တို့ဒီ quarantine center ထဲမှာရှိနေတဲ့
မဲဆန္ဒရှင်တွေရှိတယ်နောက်ပြီးအချုပ်ထဲမှာရောက်နေတဲ့မဲဆန္ဒရှင်တွေရှိတယ်ဆေးရုံမှာတက်ရောက်နေတဲ့မဲဆန္ဒရှင်တွေနဲ့ဆေးရုံလူနာတွေကိုစောင့်နေတဲ့အဆောင်နေဒီမဲဆန္ဒရှင်တွေအတွက်ကိုလည်းဒီ10ရက်ကြိုတင်ပေးထဲမှာကျွန်တော်ထည့်သွင်းပြီးတော့ဆောင်ရွက်ပေးလည်းရှိပါတယ်အခုဒီနေ့ကနေစပြီးတော့ဒီ6ရက်နေ့ကနေမှ9ရက်2ရက်မှာတော့ကျွန်တော်တို့ဒီခီးဝေးသွားဖို့ရှိတယ်လို့9ရက်နေ့ထိကတော့ခီးဝေးသွားမဲ့ရှိတဲ့လူတွေကျွန်တော်တို့ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့စင်းထဲမှာမပါပါဘူးဒီ6ရက်နေ့ဒီနေ့ကနေစပြီးတော့မနေ့ပြန်ဒီ2ရက်အတွင်းမှာတော့ခီးဝေးသွားဖို့ရှိတယ်ဆိုပြီးတော့အထောက်ထားနေပေါ့တင်ပြလာတဲ့မဲဆန္ဒရှင်တွေဆိုလို့ရှိရင်တော့ကျွန်တော်ရက်ကြီးကော်မရှင်ဖွဲ့ခွဲရုံးမှာလာရောက်ပြီးတော့ကြိုတင်မဲပေးလို့ရတယ်ဒီ2ရက်အတွင်းမှာပဲနေမှာမကြမ်းမာတဲ့လူတွေလည်းရှိအောင်မယ်ပြီးလို့ရှိရင်အသက်အရွယ်ကြီးတဲ့လူအသက်60နဲ့အထက်ဒါမှမဟုတ်အသက်အရွယ်ကြီးတဲ့လူတွေဒီမဲဆန္ဒရှင်တွေအတွက်ကိုလည်းရက်ကြီးကော်မရှင်တွေကနေအိမ်တွေမှာထပ်ပြီးတော့ကြိုတင်မဲလုပ်ငန်းစဉ်တွေဆက်ပြီးတော့ကောက်ယူဖို့ရှိပါတယ်နောက်ဒီမတန်ဆွမ်းမဲဆန္ဒရှင်တွေဆိုလို့ရှိရင်လည်းမဲုံမလာနိုင်တဲ့မတန်ဆွမ်းမဲဆန္ဒရှင်ကိုဆိုလိုပါတယ်မဲုံမလာနိုင်တဲ့မတန်ဆွမ်းမဲဆန္ဒရှင်တွေအတွက်ရင်နောက်ကျွန်တော်တို့မီးပွားကာစမီးပွားနေစေဒီလိုမဲဆန္ဒရှင်တွေအတွက်ကိုလည်းဒီ6ရက်9ရက်အတွင်းမှာတော့သူတို့ရဲ့နေအိမ်တွေမှာတွားရောက်ပြီးတော့ကြိုတင်မဲလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြိုတင်မဲလုပ်ငန်းစဉ်ကတော့တစ်ဆက်ဆက်တည်းဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်29ရက်နေ့က10လပိုင်း29ရက်နေ့ကနေစပြီးတော့အခုနိုဝင်ဘာ9ရက်နေ့ထိတိုင်အောင်ကြိုတင်မဲလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာရက်ကြီးကော်မရှင်တွေကနေမှဆောင်ရွက်တဲ့လုပ်ငန်းမှာအချို့လိုအပ်ချက်တွေလည်းရှိကောင်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ target ကဘာကိုသွားလဲဆိုတော့မဲပေးပိုင်ခွင့်ရှိတဲ့လူတွေမဲပေးခွင့်မဆုံးရှုံးအောင်ဖို့ဒါကို target သွားပါတယ်အဲ့တော့သူကခီးသွားဖို့ရှိတယ်ဟာခါကနေမှထန်တလန်သွားဖို့ရှိတယ်ဒါခီးဝေးလို့တတ်မှတ်ခြင်းလည်းရတယ်မတတ်မှတ်ခြင်းလည်းရတယ်လိုင်းကားတွေမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကားလက်မှတ်တွေလည်းမပြနိုင်သူစိုက်ကယ်နဲ့သွားရင်သွားမယ်စိုက်ကယ်ကယ်ဒီလက်မှတ်တွေလည်းမရှိဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်ရက်ကြီးကော်မရှင်တွေအပိုင်းမှာတော့ခုနလိုကြိုတင်မဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာတာဝန်ရဥပဒေနဲ့နည်းဥပဒေရတာဝန်ရဆောင်ရွက်တယ်လို့ပဲတချို့ကိစ္စရပ်တွေမှာတော့မဲဆန္ဒရှင်တွေမဲပေးဖို့မဆုံးရှုံးဖို့အတွက်ကိုရည်ရွယ်ပြီးတော့ပဲအဓိကထားရည်ရွယ်ပြီးတော့ပဲကြိုတင်မဲ့လုပ်ငန်းစဉ်တွေကိုဆောင်ရွက်ပေးလည်းရှိပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့လည်းကျွန်တော်ဖုန်းဆက်ပြီးတော့မေးတဲ့ကိစ္စပေါ့လေတချို့တွေကတော့ပထမမေးစင်းကတ်ထားချိန်ရချင်းမှာသူတို့စင်းပါတယ်ပြောတယ်ဒုတိယမှာပြန်မပါဘူးပြောတာပေါ့နော်ဒါပေမဲ့သူတို့ကလည်းအဲ့ဒီနေကဖြစ်တယ်သူတို့ကလည်းပိုးစားလို့မကြည့်ဖြစ်တာလည်းဖြစ်မှာပေါ့သူတို့ရက်ကွက်ကလည်းတည်နေတယ်ပေါ့နော်ဒီလူကတော့ဒီရက်ကွက်ကပဲဆိုရဲဟာမျိုးအချင်းဒီမှာရောမေးစင်းမှာလုံးဝမပါဘူးဆိုရင်ဘယ်နည်းနဲ့မေးပေးနိုင်မလဲလုံးဝမရဘူးဆိုတာမျိုးဖြစ်မှာလားအထူးကျေးဇူးတင်တာကတော့ပူပေါင်းဆောင်ရွက်မှုပေါ့ဒီနေ့မှာကျွန်တော်ချင်းလန်ဘို့ကဆရာအနေမှာပူပေါင်းဆောင်ရွက်ပေးတယ်ပူပေါင်းဆောင်ရွက်တဲ့အခါမှာမဲဆန္ဒရှင်တွေကသူတို့ဥပဒေနည်းဥပဒေကိုအချို့နားလည်တာရှိတယ်အချို့ဆိုလို့ရှိရင်သဘောမပေါက်တာလည်းရှိနိုင်တယ်အဲ့လိုမျိုးရှိနေတဲ့မဲဆန္ဒရှင်တွေအတွက်ကိုတော့ကျွန်တော်တို့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကနေမှမဲပေးခွင့်မဆုံးရှုံးရလေအောင်ဒီနေ့လိုမျိုးပေါ့ပူပေါင်းဆောင်ရွက်ပေးတဲ့အတွက်ကြောင့်လည်းအထူးပဲကျေးဇူးတင်တယ်ကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်အခုပူပေါင်းဆောင်ရွက်မှုရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်52ဦးကိုပြန်လည်ပြီးတော့ထည့်သွင်းနိုင်တဲ့အနေအထားရှိတယ်52ဦးရှိပါတယ်အဲ့တော့အဲ့ဒါကိုအခက်ခဲတော့ရှိတယ်ဟာ internet line မရှိလို့ first ထိုးလို့မရလို့ဒီဟာတွေကိုကျွန်တော်တို့ကတော့ reason တွေမပေးဘူးဖုန်းနဲ့ခေါ်ပြီးအချက်လက်တွေအများကြီးပါလူတယောက်မှာအချက်လက်9ချက်ပါပါတယ်9ချက်မှာလည်းဖုန်းနဲ့ပြောတဲ့အခါမှာလွဲမောက်မှုကွဲလွဲမှုတွေနဲ့စောင့်ဆိုင်းရတဲ့အခြေအနေရှိပါတယ်ဒါကိုကျွန်တော်တို့ကကန့်သက်ချက်တစ်ခုအနေနဲ့စိန်ခေါ်မှုတစ်ရပ်အနေနဲ့ကျွန်တော်တို့မခံယူဘူးဟိုဘက်ကနေဖုန်းနဲ့ခေါ်ပြီးတယ်ကျွန်တော်ဒီဘက်ကနေမှကွန်ပျူတာရိုက်လို့ရမယ့်နေရာကနေမှလက်ရင်းမှုနဲ့လိုက်ရေးတယ်ပြီးရင်ကွန်ပျူတာထဲပြန်စီပြီးတဲ့ခါကျလို့ရှိရင်တော့ကျွန်တော်ဒီဟာကိုနောက်ဆက်တွဲမဲစင်းနဲ့ထည့်ပေးလိုက်မယ်တိုးတော့ဒီဟာဒီကျွန်တော်တို့ဥပဒေရတာဝန်ဖြစ်တယ်ခုနကျွန်တော်တင်ပြလို့တယ်ဥပဒေနည်းဥပဒေရကျွန်တော်တို့တာဝန်ဖြစ်တယ်ဥပဒေနည်းဥပဒေဒီရွေးကောက်ပွဲနေ့မတိုင်မီ9ရက်အလိုထိအောင်အစုအဝေးလိုက်ကြံရှိတဲ့လူတွေကိုမဲစင်းထဲမှာခရိုင်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရဲ့အတည်ပြုချက်နဲ့အတူနောက်ဆက်တွဲမဲစင်းကိုထည့်ပေးရမယ်ဆိုပြီးတော့ဒါဒီဥပဒေနည်းဥပဒေရဲ့ပေးထားချက်ပြဋ္ဌာန်းချက်ကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်တိုးတော့ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်းမှာတော့ခုနလိုပူးပေါင်းဆောင်ရွက်မှုအားတွေကောင်းလာတဲ့ခါကျတော့ကျွန်တော်တို့ကဝတ္တရားတွေမထမ်းဆောင်လို့မရတော့ဝတ္တရားတွေအတွက်ပါကျွန်တော်ဖြည့်ဆွတ်ပြီးတော့ဆောင်ရွက်ရပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ခုနကနိုဝင်ဘာ1ရက်နေ့မှာတင်ကျွန်တော်မဲစင်းတွေကိုထပ်ထည့်ပြီးတော့အစုဝေးလိုက်ကြံခဲ့လူတွေထပ်ထည့်လို့မရတော့တိုးတော့ခုနလိုပဲ target တစ်ခုကျွန်တော်တို့ထားတယ်ချင်းပြည်နယ်မှာဘာကို target ထားလဲမဲပေးပိုင်ခွင့်ရှိတဲ့လူတွေမဲပေးခွင့်မဆုံးရှုံးမှုဒီရွယ်ချက်ကိုတော့
ကျွန်တော်တို့လုံးဝမပြတ်မကွက်တာဝန်ထမ်းဆောင်ပါတယ်ဒီဟာဒီကျွန်တော်တို့ဝတရားအနေနဲ့တာဝန်ထမ်းဆောင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာထည့်လို့မရရင်တော့ထည့်လို့မရတော့တဲ့ဥပဒေနည်းဥပဒေပြဋ္ဌာန်းထားတာတော့မှတကယ်မဲပေးပိုင်မှုရှိတဲ့လူတွေကိုပူးပေါင်းဆောင်ရွက်မှုတွေရှိလာတယ်မဲဆန္ဒရှင်တွေကလည်းတကယ်မဲပေးဖို့အတွက်အမှန်တကယ်လည်းကြံရှိနေတာဖြစ်တဲ့အတွက်ရတဲ့နီလန်းနဲ့ကျွန်တော်တို့ထည့်ပြီးတော့မဲစင်းတွေကိုနောက်ဆက်တဲ့မဲစင်းတွေထည့်သွင်းပေးခဲ့ပါတယ်ဒီနေ့တော့ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဆရာဟုတ်ကျေးဇူးတင်ပါတယ်တခုပြန်မေးချင်တယ်ဒီမေးဆွေစီယုံကတော့ဒီည12နာရီပြီးတော့မှာပေါ့နော်အခုတော့အမတ်လောင်းဒီမေးဆွေတဲ့ခါမှာဒီနေ့ထိဘာပြဿနာဖြစ်လေပေါ့နော်ထန်တလန်နေဖိတ်ကဆိုရင်တော့ဒီ NLD ဖိတ်က CNLD ကို CNF ကမေးဆွေပေးလို့ဆိုတာမျိုးတိုင်ခံရတယ်လို့ကြားရတာပေါ့အခြားမျိုးနေမှာလည်းဖြစ်မှာပေါ့လေအဲ့လိုမျိုးပြဿနာဘယ်လောက်ထိရှိလဲပြင်ဘယ်လိုဖြေရှင်းရလဲပေါ့မဲဆွယ်စည်းရုံးတဲ့အခါမှာတော့ကျွန်တော်တို့နှစ်ပိုင်းတွေ့ရတယ်ပါတီချင်းမဲဆွယ်နေတဲ့အချိန်ကာလနေရာထဲမှာပါတီချင်းဖြစ်တဲ့ပြဿနာတွေရှိတယ်အချို့နေရာမှာတော့ဝင်းရံသူတွေပါဝင်ပတ်သက်လို့အငင်းပွားမှုတွေရှိတယ်အခုလက်ရှိအချိန်မှာတော့ကျွန်တော်တို့ကကြိုတင်မဲလုပ်ငန်းစဉ်ဆောင်ရွက်နေတဲ့ကာလအတွင်းမှာလည်းမဲဆွယ်နေတဲ့ပုံစံတွေဒီပုံစံတွေနဲ့ပတ်သက်ပြီးတော့လည်းအငင်းပွားမှုတွေပေါ့အငင်းပွားမှုတွေတန်တရားစိတ်နဲ့ပြောဆိုမှုတွေဒါတွေကတော့မြို့နယ်တိုင်းမှာရှိပါတယ်ဗျကျွန်တော်9မြို့နယ်လုံးမှာရှိတယ်မရှိဘူးဆိုတဲ့နေရာမရှိသလောက်ပါပဲဒါကတော့လုပ်ငန်းတစ်ခုလုပ်မယ်ဆိုလို့ရှိရင်တော့လုပ်ပြီဆိုရင်တော့အမှားတော့ရှိပါတယ်တိုးတော့ဒီအမှားဒီစေနာအမှားလားတကယ်ကိုပဲဗတ်လိုက်တဲ့အမှားလားတရားတွေကိုကျွန်တော်တို့ကိုယ်ပြခွဲခြားပြီးတော့ပေါ့နိုင်ငံရေးပါတီတွေဘက်ကိုလည်းတချို့ဆွေးနွေးတဲ့အချက်တွေအငြင်းပွားမှုအချက်တွေပြောဆိုတဲ့အချက်တွေကိုလည်းကျွန်တော်တို့ချက်ချင်းလည်းငင်ဖြည့်ရှင်းတဲ့လုပ်ငန်းစဉ်တွေကိုဆောင်ရွက်ပေးပါတယ်အဲ့ဒီမှာအချက်လက်တွေကဘာတွေဖြစ်လဲဘာတွေအငြင်းပွားမှုတွေတွေ့ရလဲဆိုတော့ကျွန်တော်ဒီမဲဆွယ်စည်းရုံးတဲ့ကာလမှာပေါ့ကျွန်တော်တို့က SOP 1နဲ့ပေါ့ကျန်းမာရေးဝန်ကြီးဌာနကနေမှထုတ်ပြန်ထားတဲ့ SOP 1အတိုင်းလိုက်နာဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေမှကြေညာချက်ထုတ်ပြန်ထားတဲ့ကြေညာချက်အမှတ်1/2014ပြီးလို့ချင်းကြေညာချက်1/2014အပေါ်မှာပြင်ဆင်ချက်ညွှန်ကြားချက်တွေဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လိုက်နာဖို့ဆိုပြီးတော့ခွင့်ပြုချက်တွေလာတင်ရင်ခွင့်ပြုချက်မပေးတဲ့ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မပေးတဲ့နိုင်ငံရေးပါတီပေါ့မရှိပါဘူးကျွန်တော်တို့တယောက်မကြံဘူးခွင့်ပြုချက်တွေကိုချင်းပြည်နယ်အတွင်းမှာတော့တက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲတွေကပေးပါတယ်ပေးတဲ့အခါမှာလည်းခုနညွှန်ကြားချက်တွေကြေညာချက်တွေအတိုင်းတိတိကျကျလိုက်နာဆောင်ရွက်ဖို့ဆိုပြီးတော့လည်းကျွန်တော်တို့ဒီခွင့်ပြုချက်အထက်မှာထည့်သွင်းပါတယ်သို့တော့နိုင်ငံရဲ့ရေချိန်အရမ်းမြင့်တာရဲ့နောက်ပြီးတော့ပါတီမှာရှိတဲ့ပါတီဝင်တွေရဲ့ဒီပါတီဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်တည်းလောင်းတွေကိုနှစ်သက်တဲ့ပါတီဝင်တွေပြည်သူတွေအနေနဲ့ဝန်းရံကြတဲ့အနေအထားတွေတွေ့ရပါတယ်ဒီလိုတွေ့ရတဲ့အခါမှာတော့အငြင်းပွားမှုတွေရှိပါတယ်ကျွန်တော်တို့ကတော့အကောင်းဆုံးဖြစ်သွားတဲ့ဟာတော့စီကံလိုက်နာတဲ့ပါတီတွေတိတိကျကျပေါ့စီကံလိုက်နာတဲ့ပါတီတွေမရှိခဲ့တာကျွန်တော်တို့အရန်ကကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့တိတိကျကျနဲ့စီကံလိုက်နာတဲ့ပါတီများရှိခဲ့ရင်ဒီပါတီရဲ့အငြင်းပွားမှုသူ့ရဲ့တင်ပြချက်ကိုကျွန်တော်တို့ကဆောင်ရွက်ပေးရမှာဖြစ်တယ်ဟိုဘက်ကလည်းစီကံလိုက်နာမှုရော့ရဲတယ်ဒီဘက်ကလည်းစီကံလိုက်နာမှုအားနေတယ်အဲ့တော့ကြောင့်နှစ်ဘက်ဒီလိုမျိုးဖြစ်နေကြတဲ့အတွက်ကြောင့်တင်းတင်းရင်းရင်းနဲ့ကိုကန့်ကွက်မှုမျိုးတွေကမကြုံရဘူးပေါ့တရားတစ်ဖက်ဖက်ကတာတိတိကျကျနဲ့လိုက်နာတဲ့အဖွဲ့အစည်းတစ်ခုပါတီတစ်ခုကိုယ်စားလှယ်လောင်းတစ်ခုတာဖြစ်ခဲ့ရင်ကျွန်တော်တို့ဘက်ကလည်းတိတိကျကျနဲ့အရေးယူဆောင်အောင်အခုကြည့်လိုက်တဲ့ခါကျတော့ပါတီတွေအားလုံးရောကိုယ်စားလှယ်တွေအားလုံးရော်ရဲမှုတွေရှိပါတယ်ရော်ရဲမှုတွေရှိတဲ့အတွက်ကိုမျက်ကြီးကိုမြင်ကြတာဖြစ်တဲ့အတွက်ကြောင့်ကန့်ကွက်မှုတွေပြင်းထန်မှုကတော့မတွေ့ရပါဘူးနောက်တစ်ချက်လေးကျွန်တော်မေးတဲ့မေးခွန်းထဲမှာတကယ် highlight လုပ်ပြီးတော့မေးတဲ့မေးခွန်းလို့လည်းကျွန်တော်မြင်ပါတယ်တန်တလန်ဘက်မှာဖြစ်တဲ့ကျွန်တော်ဒီ CNF ကဖြစ်တဲ့ကိစ္စဒီဟာတွေကကျွန်တော်တို့ကြားသိတဲ့လောက်ပေါ့နော်ကျွန်တော်ရှိလည်းတင်ပြတာရှိပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ CNF ကနေမှ CNLD ကိုယ်စားလှယ်လောင်းတွေကိုမဲပေးကြပါဆိုပြီးတော့လူလူရောအဖွဲ့အစည်းတွေပုံကိုယ်တွေခေါ်ပြီးတော့ဆွေးနွေးတယ်လို့ကျွန်တော်ရှိလည်းတင်ပြပါတယ်ဒီဟာနဲ့ပတ်သက်လို့ကတော့ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲအနေနဲ့ခေါ်ယူပြီးတော့ CNF ကိုလည်းခေါ်ယူပြီးဆွေးနွေးလို့ရတယ်တက်ဆိုင်ရာအငြင်းပွားမှုတိုင်တန်းတဲ့ပါတီကိုလည်းကျွန်တော်တို့ခေါ်ယူပြီးတော့ဆွေးနွေးလို့ရတယ်ပြီးလို့ရှိရင်တွားရောက်တဲ့လူပုံကိုယ်တွေကိုလည်းကျွန်တော်တို့ခေါ်ယူပြီးတော့ဆွေးနွေးလို့ရပါတယ်တိုးတော်ဆွေးနွေးလိုက်တယ်ဆိုလို့ရှိရင်တိကျတဲ့ document တစ်ခု
အထောက်အထားတွေကကျွန်တော်တို့ကရှိနေဖို့လိုပါတယ်ကျွန်တော်တို့မေးပါတယ်ဗီဒီယိုဖိုင်ရှိပါလားအတန်ဖိုင်ရှိလားဒါမဟုတ်လို့ရှိရင်လည်းလူပုဂ္ဂိုလ်တယောက်ကနေမှတောက်ရောက်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ရဲ့ထွက်ဆိုချက်တိတိကျကျရှိပါလားရှိတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျွန်တော်တို့ကဖြည့်ရှင်းရတာပိုကောင်းတယ်အဲ့လိုမျိုးတိတိကျကျမရှိဘဲနဲ့ခေါ်ယူလိုက်တဲ့အခါမှာကျွန်တော်တို့ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရဲ့ဆုံးဖြတ်ချက်ပေါ့ဆုံးဖြတ်ချက်ကဘာကိုသွားလဲဆိုတော့ဒီကိုယ်စားလှယ်လောင်းတွေကိုပဲကျွန်တော်တို့ပြန်ပြီးတော့မျက်နှာမူပါတယ်ဒီနိုင်ငံရေးပါတီတွေကိုပဲကျွန်တော်တို့ပြန်ပြီးတော့မျက်နှာမူပါတယ်ဘာမျက်နှာမူလဲဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်လိုက်ရင်အချိန်ကြီးကုန်သွားမယ်မဲဆွယ်စည်းရုံးတဲ့ကာလမှာသူတို့အနေနဲ့အဟန့်အတားတစ်ခုတစ်ပွဲကျွန်တော်တို့ခေါ်လိုက်တဲ့အချိန်ကာလအတွင်းမှာသူတို့ဒီမဲဆွယ်စည်းရုံးတဲ့ကာလတွေညော့သွားမယ်ဒီကိုလာတဲ့ခါကြလို့ရှိရင်လည်းအဖြေထွက်မလားဆိုတော့ခုနလိုမျိုး document အထောက်အထားတွေကမရှိတဲ့အတွက်အဖြေထွက်လာနိုင်ကြမတွေ့ရဘူးပေါ့မတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ခေါ်မယ်ဆိုလို့ရှိရင်ပါတီတွေနဲ့ကိုယ်စားလှယ်တွေရဲ့အချိန်ကိုကျွန်တော်တို့ကယူလိုက်တယ်လို့ဖြစ်မယ်ဆိုတဲ့အနေအထားရှိတဲ့အတွက်ကြောင့်ကျွန်တော်ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲအနေနဲ့ကတော့လက်နက်ကင်ဖွဲ့စည်းငင်းချင်းယူထားတဲ့လက်နက်ကင်ဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်ဒါ NRPC နဲ့ပဲဆိုင်တယ် NRPC နဲ့ဆိုင်တာဖြစ်တဲ့အတွက်သက်ဆိုင်ရာကျွန်တော်ဒီလက်နက်ကင်ဖွဲ့စည်းတွေနဲ့အနည်းဆက်ဆုံးဖြစ်တဲ့လူမျိုးရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဥက္ကဋ္ဌတာဝန်ထမ်းဆောင်တဲ့ကျွန်တော်ပြည်နယ်ဆင့်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးနဲ့စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌရှိယူတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စီမံဆောင်ရွက်ပေးပါဆိုပြီးတော့ကျွန်တော်တို့တင်ပြထားတာရှိပါတယ်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကိုလည်းကျွန်တော်တို့တင်ပြချက်ကိုမိတ္တူပေးပြီးတော့တင်ပြထားတာရှိပါတယ်အချင်းချုပ်အနေနဲ့ကတော့ဒီဟာနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေဘက်ကိုဦးစားပေးပြီးတော့ပြန်ကြည့်ပါတယ်ဗျကျေးဇူးတင်ပါတယ်ကျွန်တော်ဖက်ကမီးပြက်လို့ရတယ်ကျွန်တော်ပြန်မေးချင်တာကတော့ဒီရွေးကောက်ပွဲနေ့မှာကျွန်တော်တို့သတင်းမီဒီယာတွေလည်းသတင်းယူခွင့်တော့ပေးထားတာပေါ့လေကတ်တော့ရကြပြီပေါ့နော်ဒီတမျိုးနေမှာ3ယောက်စီပေါ့ဆိုတော့အဲ့ဒီကဘေးအထီကူကျွန်တော်တို့ကိုသတင်းယူခွင့်ပေးမယ်လေဆိုတဲ့ဟာမေးချင်တယ်ပေါ့နော်ကျွန်တော်ကစောင့်ကြည့်တဲ့ဖွဲ့မဟုတ်တဲ့အတွက်ဒီအထီမဝင်ခန်းတာတွေပေါ့နော်ဟောဒီဖြစ်နေတော့နည်းနည်းပြန်ပြောပေးပါအောင်ဒီကိစ္စဟုတ်ကဲ့ကျွန်တော်သတင်းမီဒီယာများအနေနဲ့ကတော့မရှိမဖြစ်ကျွန်တော်တို့ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာလိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီပွင့်လင်းမြင်သာမှုရှိလားတကယ်ရောပြည့်စုံတဲ့မဲဆန္ဒရှင်တွေအတွက်ကိုပြည့်စုံတဲ့မဲယုံပြင်ဆင်မှုတွေရောဆောင်ရွက်ထားလားဆိုတဲ့အဒီကျွန်တော်တို့ပြောနေုံနဲ့ကတော့မထီရောက်ပါဘူးသတင်းမီဒီယာတွေရဲ့သတင်းပြန့်နှံ့မှုပေါ်မှာမူတည်ပြီးတော့ပဲဒါဒီကျွန်တော်ဒီလုပ်ငန်းစဉ်တွေကိုအကောင့်တွေပေါ်ရတာဖြစ်ပါတယ်အဲ့တော့ကြောင့်သတင်းမီဒီယာများအနေနဲ့ကတော့ကျွန်တော်ဒီသက်ဆိုင်ရာခရိုင်တွေကနေမှခွင့်ပြုချက်ပေးတယ်တက်တေကံကတ်ပေးထားပါတယ်အဲ့တက်တေကံကတ်တွေကိုရှိတဲ့ခွင့်ပြုချက်ရထားပြီးသားသတင်းမီဒီယာပုဂ္ဂိုလ်များအနေနဲ့ကတော့ကျွန်တော်ရွေးကောက်ပွဲနေ့ရက်မှာပေါ့ဒါရွေးကောက်ပွဲနေ့ရက်ကိုပဲကျွန်တော်ပြောရမယ်ဆိုရင်ရွေးကောက်ပွဲနေ့ရက်မှာ6နာရီအတိမှာကျွန်တော်တို့မဲယုံကိုစဖွင့်မှာဖြစ်ပါတယ်အဲ့တော့6နာရီမတိုင်ခင်မှာရဲကြီးကော်မရှင်တွေကလာရောက်အနှံတဲ့ကြိုတင်မဲလုပ်ငန်းစဉ်ကိစ္စတွေနောက်ပြီးတော့ရွေးကောက်မဲယုံမှာအသုံးပြုမဲ့မဲလက်မှတ်တွေမဲယုံသုံးပစ္စည်းတွေပေါ့ဒီပစ္စည်းတွေရဲ့မဲယုံတွင်းမှာပြင်ဆင်ထားရှိမှုတွေဒီမတန်ဆွမ်းနေနဲ့ပတ်သက်လို့ရောဘယ်လောက်ထိပြင်ဆင်ထားလဲဒါရီနဲ့ပတ်သက်ပြီးတော့6နာရီမတိုင်မီပေါ့မဲယုံမဖွင့်မီမှာဝင်ရောက်ပြီးတော့မှတ်တမ်းယူလို့ရပါတယ်မှတ်တမ်းယူရဲဆိုတော့ဓာတ်ပုံရိုက်လို့ရတယ်ဗီဒီယိုရိုက်လို့ရတယ်တိုးတော့တခုပဲကျွန်တော်အနေနဲ့တောင်းပန်ချင်တာကတော့တခုပဲရှိပါတယ်ဒီကာလဒီမနက်စောစောဖြစ်တယ်ပြီးလို့ချင်းအချိန်တိုအတွင်းမှာတင်ရကြီးကော်မရှင်တွေကနေမှလွှတ်အပ်လာတဲ့ပစ္စည်းတွေကိုစနစ်တကျလက်ခံနေရတဲ့မဲယုံဖွဲ့ဝင်တွေဖြစ်တဲ့အတွက်ကြောင့်သတင်းရယူတဲ့အခါမှာတော့ကျွန်တော်ဗီဒီယိုဖိုင်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ဓာတ်ပုံမှတ်တမ်းပေါ့ဒီလောက်ပဲယူစေချင်ပါတယ်မဲယုံမှုတွေကိုတွားပြီးတော့မေးမြန်းချက်တွေတွားမေးနေမယ်ဆိုလို့ရှိရင်သူတို့ရဲ့လုပ်ငန်းအချိန်တိုအတွင်းကန့်သက်ချက်လေးတစ်ခုလေးအတွင်းမှာဆောင်ရွက်နေရတာဖြစ်တဲ့အတွက်ကြောင့်သူတို့မှာခက်ခဲရှိတာဖြစ်တဲ့အတွက်ဒါကိုလည်းကျွန်တော်ကြိုတင်ပြီးတော့တောင်းပန်လိုပါတယ်နော်ကျွန်တော်ရွေးကောက်ပွဲနေ့မှာပဲ4နာရီမှာပေါ့မဲယုံပိတ်တယ်တိုးတော့ပရုံထဲမှာရှိနေသေးတဲ့မဲဆန္ဒရှင်တွေရှိနေဆက်ပြီးတော့မဲပေးကြအောင်မဲပေးတဲ့လုပ်ငန်းတွေပြီးမြောက်သွားပြီးမဲယုံပိတ်ပါပြီဆိုပြီးတော့မဲယုံမှုကနေမှကျွန်တော်ဒီစော်အောလိုက်တဲ့အခါမှာအဲ့ချိန်နောက်ပိုင်းမှာကျွန်တော်စတင်ပြီးတော့မဲရည်တွက်ခြင်းလုပ်ငန်းကိုဆောင်ရွက်မှာဖြစ်ပါတယ်အဲ့မဲရည်တွက်ခြင်းလုပ်ငန်းစတင်ဆောင်ရွက်တဲ့အချိန်ကနေစပြီးတော့မဲယုံအတွင်းထဲကိုဝင်ပြီးတော့
ဗီဒီယိုမှတ်တမ်းတွေရိုက်လို့ရမယ်ဓာတ်ပုံမှတ်တမ်းတွေရိုက်လို့ရမယ်တိုးတော့အရှိမကျွန်တော်ကြိုတင်ပြီးတော့တောင်းပန်ထားသလိုပဲသူတို့လုပ်ငန်းစဉ်တွေအထိခိုက်မခံဘူးအထိချမခံနဲ့အဲ့အချိန်လေးတွေဖြစ်တဲ့အတွက်ကြောင့်နှုတ်နဲ့မိကုန်းတွေမေးမြန်းခြင်းကိုတော့နားလည်ပေးဖို့ရွေးကောက်ပွဲပြီးသွားပြီသူတို့မဲရုံပေးပြီးတော့ထုတ်ပိုးတွေအားလုံးပြင်ဆင်သွားပြီအချိန်ရပြီဆိုတဲ့ခါကျရင်တော့မေးမြန်းလို့ရတယ်ကျွန်တော်ဒီမနေ့6နာရီကနေမှညနေ4နာရီထိတိုင်အောင်မဲဆန္ဒရှင်တွေလှုပ်ဝက်မဲပေးတဲ့စနစ်ကိုမထိခိုက်ဖို့အတွက်ကိုတော့ဒီမီဒီယာများအနေနဲ့မဲရုံအတွင်းကိုဝင်ရောက်ပြီးတော့ဝင်ရောက်လို့တော့ရတယ်တိုးတော့ဗီဒီယိုရိုက်ကူးခြင်းတွေဓာတ်ပုံရိုက်ကူးခြင်းတွေတော့ဒါကန့်သက်ထားပါတယ်ဒီလိုဗီဒီယိုရိုက်ကူးခြင်းတွေဓာတ်ပုံရိုက်ကူးခြင်းတွေဒီညွှန်ကြားချက်နဲ့ထုတ်ပြန်ထားတာတွေဖြစ်တဲ့အတွက်ကြောင့်ဥပဒေအကြောင်းအရအရေးယူမှုတွေရှိလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီကိစ္စကိုတော့အထူးတလဲတတိချက်စေချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဒီကမတူပီကဆရာထန်းကြီးမိတဲ့တခုရှိတာပေါ့နော်မေစင်းမှာပါပြီးတော့ဒီအောက်တိုဘာတဘောကတော့28လောက်ကနေကျေးလေးကနေမြုပ်ဖက်ရောက်လာတာပေါ့နော်စေယုံတက်စေယုံတက်နေတယ်စေယုံဆင်းခွင့်မရဘူးရွာဖက်ကနေလာပြီးတော့ဟာခါမာလူမျိုးပေါ့နော်မျိုးပေါ်မှာစေကူနေတယ်ဆင်းလို့မရသေးဘူးအဲ့လိုမျိုးကိစ္စရောဘယ်လိုစီမံဆောင်ရွက်ပေးဖို့ရှိမလဲဒီကိစ္စကလည်းအရှိမကျွန်တော်တင်ပြခဲ့လို့ပဲဥပဒေနည်းဥပဒေကတော့ကျွန်တော်တို့တာဝန်ရဆောင်ရွက်ကြတယ်ဆောင်ရွက်တဲ့အခါမှာဆိုရင်သူတို့ဆေးရုံတက်နေတယ်ဆေးရုံမှာရောက်လာတယ်ပေါ့ရွာလူကမြို့ပေါ်ဆေးရုံရောက်လာတယ်အချို့ဆိုလို့ရှိရင်လည်းခီးသွားရင်းနဲ့မှကျွန်တော်ဒီကွမ်တင်းကိုရောက်လာတယ်ပေါ့ကွမ်တင်းဝင်လာတယ်အချို့ဆိုလို့ရှိရင်လည်းအချုပ်ထဲအကြောင်းမျိုးမျိုးကြောင့်အကြောင်းတစ်ခုခုကြောင့်ပေါ့ရောက်လာနိုင်ပါတယ်ဒါရွာမဲဆန္ဒရှင်တွေပေါ့အဲ့ဒီလူတွေအတွက်ဆိုလို့ရှိရင်တော့ကြိုတင်မဲယူဖို့ကကျွန်တော်တို့ဥပဒေနည်းဥပဒေမှာပြဋ္ဌာန်းထားတဲ့ဟာတော့သက်ဆိုင်ရာရကြေးကော်မရှင်ကနေမှကျွန်တော်တို့လာရောက်ပြီးတော့ပေါ့မြို့ပေါ်လာရောက်ပြီးတော့ကြိုတင်မဲယူရမှာဖြစ်ပါတယ်အဲ့တော့ရွာမှာလည်းကြိုတင်မဲလုပ်နေတယ်မြို့ပေါ်လည်းလာတဲ့အခါမှာသူတို့တချို့နေရာတွေကလမ်းမဆက်သွယ်မှုခက်တယ်ကြမ်းတယ်ဝေးတယ်ပေါ့အဲ့လိုနေရာတွေမှာခက်ခဲတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါကိုတော့ဝတ္တရားအနေနဲ့ထပ်ပြီးတော့ပေါင်းဆက်ရပါတယ်ဘယ်လိုပေါင်းဆက်လဲဆိုတော့မဲဆန္ဒနယ်တူတယ်မဲဆန္ဒနယ်တစ်ကမဲဆန္ဒရှင်တယောက်ရွာတယောက်ဒီမြို့ပေါ်ဆေးရုံမှာလာတက်နေရဆိုရင်မဲဆန္ဒနယ်တစ်ရှိတဲ့မြို့ပေါ်ရက်ကွက်မဲစင်းတွေကိုကျွန်တော်တို့ကရွှေ့ပေးပြီးတော့သူသက်ဆိုင်ရာမဲစင်းမှာပြန်ဖြတ်ပေးပြီးတော့မြို့ပေါ်မှာကွမ်တင်းဝင်နေလို့ပဲဖြစ်ဖြစ်ဆေးရုံတက်နေလို့ပဲဖြစ်ဖြစ်အချုပ်ကျနေလို့ပဲဖြစ်ဖြစ်ပေါ့ဒီမဲဆန္ဒရှင်အတွက်ကိုမဲပေးခွင့်မဆုံးရှုံးမှုအတွက်ကိုပဲကျွန်တော်တို့ရည်ရွယ်ပြီးတော့ဦးစားပေးပြီးတော့မဲစင်းပြောင်းရွှေ့တဲ့လုပ်ငန်းစဉ်ကိုဆောင်ရွက်ပေးပါတယ်ဒါဒီဥပဒေနည်းဥပဒေညွှန်ကြားချက်ထဲမှာမရှိပေမဲ့ကျွန်တော်ချင်းပြည်နယ်အတွင်းမှာတော့အဓိကရည်ရွယ်ချက်ကမဲဆန္ဒရှင်အနေနဲ့မဲပေးဖို့မဆုံးရှုံးမှုပဲလို့မဆုံးရှုံးမှုအတွက်ကိုတော့မဲစင်းကိုရွာမဲစင်းကိုဖြတ်ပြီးတော့မြို့ပေါ်ရက်ကွက်ကမဲဆန္ဒနယ်တူတဲ့ရက်ကွက်ထဲမှာကျွန်တော်နောက်ဆက်တွဲမဲစင်းနဲ့ထည့်သွင်းပြီးတော့ကြိုတင်မဲလုပ်ငန်းစဉ်ကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဒီကတော့မြို့နယ်အားလုံးကိုကျွန်တော်လည်းညွှန်ကြားပြီးဖြစ်တယ်အချို့မြို့နယ်တွေမှာဒီလုပ်ငန်းစဉ်တွေအတိုင်းဆောင်ရွက်လက်ရှိပါတယ်ဗျဆိုစေယုံတက်ရွာဖက်ကနေမြို့ပေါ်မှာစေယုံတက်နေတဲ့လူတွေအတွက်ဆိုရင်တော့မနေ့ပြန်တရက်ပဲအချင်းရှိတာပေါ့နော်အဲ့လိုပြောလို့ရမှာဟုတ်ပါတယ်ကျွန်တော်ဟာကာတန်တလိုင်းကတော့ဒီလူကတအားရောဆက်နေတော့လေဒီမြို့ပေါ်မှာလေတချို့မင်းစင်းထွက်မေနေဖက်ရွာသွားပြီးတော့ကျွန်တော်ရွာမှာမေးသွားထိမေးဆိုတဲ့လူတွေလည်းရှိတာပေါ့အဲ့လိုမျိုးမေးစင်းထက်နေတဲ့ကိစ္စရောဘယ်လောက်ထိဆရာတို့ဘက်ကနော်ပေါ့နော်ခံမှာမပါဘူးလို့ပြောနိုင်တဲ့အခြေအနေရှိမလားအဲ့လိုမျိုးထပ်နေတဲ့ဟာဘယ်လိုလုပ်မလဲဟုတ်ကဲ့ကျွန်တော်တို့မဲစင်းကိုစပြုစုတဲ့အချိန်တည်းကလူဦးရေစင်းအိမ်တော်ဦးစင်းတွေကိုကောက်ရပါတယ်ကောက်တဲ့အခါမှာရှိကောက်တဲ့အနေအထားတစ်ခုတချို့နေရာမှာရှိတယ်ဥပမာပေါ့သူကထန်တလန်သားတယောက်ထန်တလန်မှာအိမ်တော်ဦးစင်းရရှိနေတယ်အိမ်တော်စင်းရှိတယ်ဟာခါမှာလာပြီးတော့လာနေတယ်အဲ့တော့ဟာခါမှာမဲစင်းကောက်တဲ့အခါမှာဟာခါမှာသူမဲစင်းထဲမှာပါသွားတယ်လူရှိနေတဲ့အတွက်ထန်တလန်မှာရောက်တော့လေထန်တလန်ကနေမှသူ့မိသားစုရဲ့အိမ်တော်စင်းထဲမှာသူ့ရဲ့နာမည်ကပါနေအိမ်တော်စင်းထဲပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလူရည်စင်းထဲကိုမကောက်လို့မရဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့မဲစင်းတဲကိုပါသွားပြီပေါ့ထန်တလန်မှာလည်းပါသွားတယ်ဟာခါမှာလည်းပါသွားတယ်ဒါတွေကိုကျွန်တော်တို့ကပထမအကြိမ်ရောဒုတိယအကြိမ်မှာရောပုံစံလေးနဲ့ကန့်ကွက်ဖို့ပေါ့နိုင်ငံသားတယောက်ပြီးသားတယ်ဆိုလို့ရှိရင်ဒီပုံစံလေးနဲ့ဒါတော့ဟာခါမှာသူနေတာပဲထန်တလန်မှာတော့ကန့်ကွက်လိုက်မယ်ဆိုတဲ့မိသားစု
ပူပေါင်းဆောင်ရွက်တဲ့ကိုယ်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုမြို့နယ်ရဲ့ဂုဏ်သိက္ခာဒါကိုထိန်းချောင်းပြီးတော့မှကန့်ကွက်ခဲ့ဖို့လိုအပ်တယ်ပေါ့ဒါကတော့တပိုင်းဖြစ်သွားပြီအကြောင်းမျိုးမျိုးကြောင့်မကန့်ကွက်နိုင်ခဲ့ဘူးလုံမအားလို့ပဲဖြစ်ဖြစ်ဒါကိုမတိခဲ့လို့ပဲဖြစ်ဖြစ်ပေါ့ဒီလိုမကန့်ကွက်ခွဲပဲနဲ့အခုလက်ရှိအချိန်မှာမဲစင်းထဲမှာဟာခါမှာလည်းပါနေမယ်ထန်လန်မှာလည်းပါသွားနေပါလေဒါကတော့ကျွန်တော်တို့ကောက်ယူတဲ့အချိန်မှာတော့လိုအပ်ချက်မရှိအောင်မဲပေးပိုင်ဝင်ရှိတဲ့လူတွေမဲပေးခွင့်မဆုံးရှုံးရလေအောင်တရားမဲစင်းကိုကောက်ယူရတာဖြစ်တဲ့အတွက်ကြောင့်ပါနေမှာပဲသို့တော့ကျွန်တော်ရှေ့မှာတင်ပြခဲ့လို့ပဲနိုင်ငံသားတယောက်အနေနဲ့ပြည်သားစွာနဲ့မဲစင်းမှာပုံစံလေးနဲ့မကန့်ကွက်ခဲ့လို့အခုချိန်မှာပါနေခဲ့ရင်တောင်မှအလွန်တရာမှအရေးကြီးတဲ့အချိန်ရောက်လာပါပြီဟာခါမှာကြိုတင်မဲပေးခဲ့လိုက်မယ်ကျွန်တော်တို့မှင်မတူဘူးကြိုတင်မဲကမှင်မတူလက်တန်းမှာမှင်မတူတဲ့အတွက်ကြောင့်ထက်လန်ကိုပြန်သွားပြီးတော့မှမဲရုံမှာသူကြိုတင်မဲပေးခွင့်ရှိနေတယ်အဲ့ဒီအကြောင်းအရာကိုမဲဆန္ဒရှင်တယောက်ကပဲဖြစ်ဖြစ်ကိုယ်စားလှယ်တယောက်ကပဲဖြစ်ဖြစ်ဦးတယောက်ကပဲဖြစ်ဖြစ်တိလို့တိုင်တန်းတာပဲဖြစ်ဖြစ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရပဲဖြစ်ဖြစ်မဲရုံမှုတွေမဲရုံဖွဲ့ဝင်တွေရဖြစ်ဖြစ်ဟာခါမှာလည်းပေးခဲ့တယ်ပြီးတော့ထန်တလန်မှာလည်းလာပြီးတော့မဲပေးတယ်ဆိုတော့မဲဆန္ဒရှင်တယောက်များရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲဥပဒေပုံမှန်အရပေါ့ဒါမတမာမှုအနေနဲ့တတ်မှတ်ပြီးတော့ဒါလိမ်လည်ပြီးတော့မဲပေးတဲ့ဟာနဲ့ပတ်သက်ပြီးတော့ထောင်ဒဏ်တစ်နှစ်နဲ့ငွေဒဏ်တစ်သိန်းကျခံရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မဲဆန္ဒရှင်များအနေနဲ့ခုနလိုမျိုးကျွန်တော်တို့ကောက်ယူတဲ့အခါမှာမဲပေးပိုင်ခွင့်မဆုံးရှုံးရလေအောင်ကောက်ယူတဲ့အခါမှာထပ်သွားတဲ့အနေအထားတွေရှိပါတယ်ကန့်ကွက်မှုတွေမရှိတဲ့အတွက်ကြောင့်လည်းပါကောင်းပါနေပါဦးမယ်ပါကောင်းပါနေတဲ့မဲဆန္ဒရှင်များအနေနဲ့ကတော့ကိုယ်တိုင်ကိုကြတနေရာထဲမှာပဲမဲပေးဖို့ကျွန်တော်အနေနဲ့ကတော့တိုက်တွန်းချင်ပါတယ်တနေရာထဲမှာမဲပေးပြီးတော့တချို့ဟီးရိုးလုပ်ပြီးတော့မဲကို2ကြိမ်လောက်ငါပေးမယ်ဟိဆိုတဲ့ပုံကိုမျိုးတွေဒီတရားရောက်ကများတီးလို့တိုင်တန်းတယ်ဆိုလို့ရှိရင်ခုနကကျွန်တော်တင်ပြသလိုပဲထောင်ဒဏ်တစ်နှစ်နဲ့ငွေဒဏ်တစ်သိန်းကျခံရမှာဖြစ်တယ်အချို့မဲဆန္ဒရှင်တွေဆိုလို့ရှိရင်နှစ်ခါလောက်ပေးပြီးတော့လူများသိအောင်ကြွားတဲ့မဲဆန္ဒရှင်တွေဆိုလို့ရှိရင်ကိုယ့်ဘာနဲ့ကိုယ်ပဲပြစ်ဒဏ်စီရင်လိုက်သူဖြစ်မယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့ဆွေးနွေးလိုပါတယ်ဗျခုနဆရာထန်ကီမီရဲ့ဥစ္စာကတော့ချင်းပြည်နယ်တွင်းမှာမဟုတ်ဘဲနဲ့ကလေးလူမျိုးမှာကလေးမျိုးလူမျိုးမှာဆေးရုံသွားတဲ့တော့သူကဘာမှလုပ်ပေးလို့မရဘူးဆိုတဲ့သဘောဖြစ်မလားဟုတ်ပါတယ်ဗျကျွန်တော်ဒီကတော့10လပိုင်း25ရက်နေ့ပေါ့10လပိုင်းတုန်းက25ရက်နေ့ထိတည်းအောင်ပုံစံ15နဲ့ရှောက်ခွင့်ရှိပါတယ်အဲဒီကလေးရောက်နေတဲ့မဲဆန္ဒရှင်တွေနဲ့ဒီဘက်ကိုမတူဘီဘက်ကိုပုံစံ15နဲ့ရှောက်ကျွန်တော်မတူဘီဘက်ကလည်းမဲလက်မှတ်တွေပို့ပြီးဟိုဘက်မှာသူကြိုတင်မဲပေးပြီးတော့ဒီဘက်ကိုပြန်ပို့လို့ရှိရင်မဲပေးပိုင်ခွင့်မဆုံးရှုံးဘူးပေါ့ဒီကြားကာလအတွင်းမှာတော့ဒီကာလအတွင်းမှာတော့ဒီကြိုတင်မဲပေးတဲ့ရက်သတ်မှတ်ချက်ကကုန်လွန်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီကြားအတွင်းမှာတွားရောက်ပြီးတော့အခြားနေရာကိုရောက်ရှိနေတဲ့ကလေးမျိုးဘက်ကိုရောက်ရှိနေတဲ့ခုနကလိုမဲဆန္ဒရှင်များအနေနဲ့ကတော့ကျွန်တော်တို့မဲပေးပိုင်ခွင့်ဆုံးရှုံးမှာဖြစ်ပါတယ်ပြီးရင်ဒီဂျူဒီမေးပေးတဲ့ချိန်မှာလေကျွန်တော်နည်းနည်းလေ့လာတဲ့ဟာလေးပေါ့ဒီမေးလက်မှတ်ထုတ်ပေးတဲ့ဟာကပရင်းပေါက်အပြင်ဖက်မှာဆိုတော့လေဆိုတော့ NLD ရပဲဖြစ်ဖြစ် CNL ရဲ့ဖက်ကပဲဖြစ်ဖြစ်တို့လူဒီခေါ်လာတယ်အခုကြည့်ဒီဖြစ်တယ်လူကူဒီကမတီးဘူးပေါ့နော်လူနာမီလဲတို့ဖတ်တတ်တာမဟုတ်ဘူးဆိုတော့အဲ့ဒီရဲ့တို့ကူစလေဒီရဲ့ပဲဖြစ်ဖြစ်ပြရမယ်နော်ဒီမှာပေးရမယ်နော်ဆိုတာလေးဒီရှိတာပေါ့ဆိုတော့အဲ့လိုမျိုးကိစ္စကိုမတမာမှုမဖြစ်နိုင်ဘူးလားပေါ့နော်ဒီဟာလေးကိုဘယ်လိုဖြေရှင်းတင်လဲပေါ့အခုဟာခါမှာလေးဘူးချောက်လိုက်မှပေါ်မှာခုပြင်ဆင်နေတဲ့နှစ်နေရာတွေ့ရတာပေါ့ဒေါခင်ချီဖောင်ဒေးရှင်းရှိမှာရဲ့ဒီဇေတင်မှာပေါ့လေအဲ့လိုမျိုးမဖြစ်အောင်မေးလေးမှတ်ထောက်ပေးတဲ့ချိန်မှာလုံခြုံမှုဖြစ်အောင်ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဒီကြိုတင်မဲလုပ်ငန်းစဉ်မှာတော့မှန်ပါတယ်နေရာတော်တော်များများမှာတော့အပြင်ကနေမှကျွန်တော်တို့ဒီကျန်းမာရေးအခြေအနေရပါအခု COVID-19 ရောဂါကူးစက်မှုတွေပြန့်ပွားမှုတွေမရှိရလေအောင်ဆိုပြီးတော့ကျွန်တော်ဒီအပြင်ဘက်မှာပို့ပြီးတော့တကားတွေဖွင့်ပြီးတော့မှအပြင်ဘက်မှာကျဲဝန်းနဲ့မဲလက်မှတ်တွေထုတ်ပေးရတဲ့အနေအထားတွေကြုံတွေ့ရပါတယ်အဲ့နေရာမှာလည်းနိုင်ငံရေးပါတီရဲ့မဲရုံကိုယ်စားလှယ်တွေပဲဖြစ်ဖြစ်ပါတီဝင်တွေပဲဖြစ်ဖြစ်ပေါ့ဒီပုဂ္ဂိုလ်တွေရဲ့
မဲဆွယ်စည်းရုံးမှုကိုလည်းရှိပါတယ်အဲ့ဒီမဲဆွယ်စည်းရုံးမှုတွေကိုရဲကြီးကော်မရှင်တွေဘက်ကနေမှဟန်တားမှုတွေလည်းရှိပါတယ်သို့တော့အချို့နေရာတွေမှာတော့ကျွန်တော်တို့ဟန်တားပင်မဲ့လည်းပို့ပြီးတော့လွန်ကဲပြီးတော့ဆောင်ရွက်တဲ့ကိုယ်စားလှယ်လောင်းတွေရဲ့မဲုံကိုယ်စားလှယ်တွေနိုင်ငံရေးပါတီရဲ့ပါတီဝင်တွေကိုလည်းအငင်းပွားမှုအနေနဲ့ကောက်ကွက်မှုအနေနဲ့ကျွန်တော်တို့ဒီနှုတ်အားဖြင့်ပေါ့ကြုံတွေ့ရတယ်အခုလက်ရှိနှုတ်အားဖြင့်ကြုံတွေ့ရပေမဲ့ကောက်ကွက်တဲ့လူတွေကဗီဒီယိုဖိုင်တွေအတန်ဖိုင်တွေဓာတ်ပုံမှတ်တမ်းတွေနဲ့သာထားခဲ့မယ်ဆိုလို့ရှိရင်အနိုင်ရသွားတဲ့ကိုယ်စားလှယ်တယောက်အနေနဲ့ကတော့ရလက်ပြောင်းသွားနိုင်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်ကြိုတင်မဲ့လုပ်ငန်းစဉ်မှာမနေ့ပြန်တရက်ပဲကြံပါတော့တယ်ပို့ပြီးတော့တွန်းအားပေးပြီးတော့ပေါ့ကျွန်တော်မဲဆွယ်စည်းရုံးတဲ့တရံမျိုးဖြစ်တဲ့ကြိုတင်မဲ့လုပ်ငန်းစဉ်တွေမှာဆောင်ရွက်ခဲ့မိတယ်ဆိုရင်ကိုကတော့မဲကတော့တမဲနှစ်မဲလောက်ပဲရလက်ကရသွားမယ်သို့တော့ဘလောက်ပဲရလက်တွေလူများတဲ့ရလက်တွေပို့ပြီးတော့ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့အနိုင်ရတဲ့အနေအထားတစ်ခုဖြစ်အောင်ရလက်တွေများခုနလိုဗတ်လိုက်မှုမဲဆွယ်မှုတွေနဲ့ဆောင်ရွက်ခဲ့မိတဲ့မှတ်တမ်းများသာအခြားကိုယ်စားလှယ်လောင်းတို့ကကန့်ကွက်ခဲ့မယ်ဆိုလို့ရှိရင်ပြန်လည်ပြီးတော့ next ပေါ်ဒုတိယရတဲ့လူကပထမရသွားတဲ့အနေအထားကိုကြုံတွေ့သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်နိုင်ငံရေးပါတီနဲ့ကိုယ်စားလှယ်လောင်းများအနေနဲ့ကတော့အခုကြံရှိနေတဲ့ကြိုတင်မဲ့လုပ်ငန်းစဉ်တရက်မှာပဲဖြစ်ဖြစ်ရွေးကောက်ပွဲနေ့ရက်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့အနိုင်ရလူစောနဲ့မဲဆွယ်မှုတရံတွေမဲယုံတွဲမှာပဲဖြစ်ဖြစ်မဲယုံလာမဲ့လူတွေကိုကြိုပို့လောက်တာပဲဖြစ်ဖြစ်တောင်ရောင်ရောက်နေလို့အခြားနေရာမှာရောက်နေလို့စိုက်ကယ်တွေကားတွေနဲ့တွားခေါ်လို့ပဲဖြစ်ဖြစ်ဗီဒီယိုမှတ်တမ်းတွေဓာတ်ပုံမှတ်တမ်းတွေနဲ့တယောက်ကများမှတ်တမ်းတင်ထားရှိပြီးမှပြန်လည်ကန့်ကွက်လာမယ်ဆိုလို့ရှိရင်အနိုင်ရခဲ့တော့လဲပြန်လည်ပြီးတော့ရှုံးနေတဲ့သူတယောက်အနေနဲ့ကြုံတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်စားလှယ်လောင်းများနိုင်ငံရေးပါတီများနိုင်ငံရေးပါတီကိုဝန်းရံတဲ့သူများနိုင်ငံရေးပါတီဝင်များအနေနဲ့ကတော့ကျွန်တော်ဒီမဲဆွယ်စည်းရုံးတဲ့တရံမျိုးအတင်းတွန်းအားပေးပြီးတော့မှကိုရလူစောနဲ့ရှေ့ကိုရောက်သွားတဲ့အနေဒါဒီအနောက်ကနေမှမှတ်တမ်းမှတ်ရာတွေနဲ့ပြန်လည်ပြီးကန့်ကွက်ခံရမှုမျိုးမကြုံရလေအောင်တော့စီကံတကြနဲ့တတ်မှတ်ထားတဲ့ဥပဒေတိုင်းလိုက်နာကြပါလို့ကျွန်တော်အနေနဲ့ကတော့မေတ္တာရပ်ခံလိုပါတယ်။ဘောကတော့ကိုပါတီဝင်ပဲဖြစ်ဖြစ်ကိုကခေါ်ပြီးတော့မေတ္တာတိခံလို့မရဘူးဆိုတဲ့သဘောမျိုးလား။မှန်ပါတယ်ဗျကျွန်တော်တို့ဒီမဲပေးတဲ့အခါမှာအကူအညီလိုအပ်သူများဆိုတဲ့လူတွေရှိပါတယ်အသက်အရွယ်ကြီးရင်းတဲ့လူတွေအကူအညီပေးလို့ရတယ်စာမတက်တဲ့လူတွေအကူအညီပေးလို့ရတယ်နောက်မတန်ဆွမ်းမဲဆန္ဒရှင်တွေအကူအညီပေးလို့ရတယ်ဒီအကူအညီပေးတဲ့အခါမှာတော့သူ့ရဲ့အဖေအမေညီကိုသားသမီးအရင်အခြာတူကနေအရင်အခြာဖြစ်ပါတယ်ဆွေမျိုးတော်ဝမ်းခွဲกว่าလို့မောင်နှမတော်ဝမ်းခွဲမို့လို့ဒီလိုလေးမရပါဘူးဆွေမျိုးကိုယ့်ရဲ့သွေးသားအရင်တယောက်ကနေမှမဲယုံထဲမှာဝင်ရောက်ပြီးတော့အကူအညီပေးပိုင်ခွင့်ကိုဥပဒေကနေမှပေးထားချက်ရှိပြီးသားဖြစ်ပါတယ်။ကူညီပေးလို့ရပါတယ်။သို့တော့ဆွေမျိုးသားချင်းအရင်မဟုတ်တဲ့တယောက်ကနေမှဝင်ရောက်ပြီးတော့မဲပေးခြင်းလုပ်ငန်းစဉ်မှာဝင်ရောက်ကူညီခဲ့မိတယ်ဆိုလို့ရှိရင်မဲယုံမှုတွေအနေနဲ့ရောဂျက်ကြီးကော်မရှင်အနေနဲ့ရောဟန်တားမှာဖြစ်ပါတယ်။ဒီဟန်တားမှုမှာဟာမရဘူးကျွန်တော်သူ့မှာဆွေမျိုးသားချင်းမရှိတာသူ့ရဲ့ဆွေမျိုးသားချင်းသူ့ရဲ့ညီကိုအရင်နေရလဲကူညီပေးမှာမဟုတ်ဘူးဆိုတဲ့အတုံးနှုံးမျိုးတွေနဲ့ပါတီဝင်တယောက်ကနေမှဝင်ရောက်ကူညီခဲ့မိလို့မှတ်တမ်းတစ်ခုများအခြားသူကိုယ်စားလှယ်တယောက်မှရှိသွားခဲ့ရင်ခုနကျွန်တော်တင်ပြသလိုပဲကိုကနိုင်ရဲ့သားနဲ့ပြန်ရှုံးရတဲ့အဖြစ်မျိုးမကြုံရလေအောင်တော့ခုနကူညီပေးမှုတွေမှာသူ့ရဲ့အသက်အရွယ်ကြီးရင်လို့ပဲဖြစ်ဖြစ်စာမတက်လို့ပဲဖြစ်ဖြစ်ကူညီပေးဖို့ဆိုရင်တော့သူ့ရဲ့အဖေအမေယောက်ျားမိန်းမသားသမီးအရင်အခြာတွေကပဲတူးကပဲဝင်ရောက်ပြီးတော့ကူညီခွင့်ရှိတယ်မတန်ဆွမ်းမဲဆန္ဒရှင်တွေနဲ့ပတ်သက်ရင်တော့သူ့စိတ်ကြိုက်လူတူကိုကူညီတောင်းခံပြီးတော့မဲပေးခြင်းလုပ်ငန်းစဉ်မှာကူညီခွင့်ရှိပါတယ်ကိုယ့်ရဲ့မဲရလို့သောနဲ့အရှိကိုရောက်ပြီးမှကူညီပေးမှုတွေလွန်ခဲ့သွားရင်လည်းနောက်ကိုအများကြီးပြန်ကျသွားမယ့်အနေအထားတွေမဖြစ်အောင်လို့တော့ကိုယ်စားလှယ်လောင်းများအနေနဲ့ရောပါတီများအနေနဲ့ရောအထူးကူးပြုဖို့အတွက်ကျွန်တော်အနေနဲ့မေတ္တာရပ်ခံပါတယ်အဲ့လိုမျိုးကိုအတိုင်းတကယ်လို့များအထောက်ထားနဲ့အတိုင်းခံရရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့ရရှိတဲ့မင်းကပြစ်ပေးတာလားဘယ်လိုမျိုးဖြစ်မလဲတိုင်တန်းတဲ့လူအနေနဲ့ကတော့ကျွန်တော်တို့ဥပဒေအကြောင်းအရာပေါ့ဥပဒေအကြောင်းအရာသူဒီအနိုင်ရသွားတဲ့ပုဂ္ဂိုလ်ဒီရွေးကောက်ပွဲနေ့ရက်မှာမဲဆန္ဒရှင်တူကိုမဲယုံတဲ့ထိဝင်ပြီးတော့သူ့ရဲ့ဥပဒေပြဋ္ဌာန်းချက်အတိုင်းသူ့ရဲ့ဆွေမျိုးသားချင်းအရင်တူ
ကိုကူညီပေးခွင့်ရတယ်လို့ပြဋ္ဌာန်းထားမဲ့အစားပါတီဝင်တယောက်ကိုဝင်ရောက်ပြီးတော့ကူညီပေးလို့သာသူသာလင်ကျွန်တော်တဲ့မဲရလက်ကများသွားတယ်တကယ်လို့သာသူဒီလိုမျိုးမကူညီဖို့အတွက်ကိုဥပဒေတိုင်းလိုက်နာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်သာလင်အနိုင်ရသွားမယ်ဆိုတဲ့ကန့်ကွက်မှုမျိုးရှိခဲ့လို့ရှိရင်ဒီကန့်ကွက်ချက်ကအထောက်အထားတွေနဲ့မှန်ကန်တယ်ဆိုလို့ရှိရင်ဒုတိယလူဒီတက်သွားမှာဖြစ်ပါတယ်ဟုတ်နားလေဆိုတော့ကျွန်တော်ဘက်ကလည်းဟာခါမိပြတ်နေတော့ကျွန်တော်မေးဆရာတွေတော့ရှိပါတယ်ဒီကျွန်တော်ချီလန်ပို့ဆိုရင်ပေါ့နော်ဥပမာပြောပြမယ်ဒီကာယထားတယ်တော့လေးရောက်ပဲဒါပေမဲ့မေးယုံကများတော့ကျွန်တော် volunteer တွေရှိတယ်ဟိုအခြားမေးယုံကိုသွားပြီးတော့တနည်းကျွန်တော်ချီလန်ပို့ကပ်ပြနေပေါ့နော်အဲ့လိုမျိုးဆောင်ရွက်လို့အခြေအနေကဘယ်လောက်ထိရလဲကျွန်တော်တို့ဒီတက်တိကံကပ်ပြားရရှိထားတဲ့ပုံကူပါပဲမဲယုံတွေကိုလှည့်ပတ်ပြီးတော့ဝင်တာတွေထွက်တာတွေစောင်းလို့ရပါတယ်အခြားလူတယောက်ကိုတော့ပြန်လည်ပြီးတော့ဟိုလွှဲအပ်တာမျိုးဟိုတော့မရတော့ပါဘူးအဲ့လိုထွေးပြောင်းလာမဟုတ်ဘဲနဲ့လေကျွန်တော်ချင်းနံဖို့မှာဒီ reporter ကတ်ဒီရှိတာပေါ့ဆိုတော့ဘေးထိကိုကျွန်တော်ကအဲ့လိုမျိုးကန်ဆောင်တဲ့လူတွေကဘယ်လောက်ထိဒီမေးတွေ့တဲ့ချိန်မှာတရင်တမအနေနဲ့ဝင်လို့ရလားဆိုတဲ့အားဟာကဆောက်တာမန်ဟုတ်ကဲ့ပါတာမန်အားဖြင့်တော့ကျွန်တော်ဒီလူတိုင်းဖုန်းကင်တော့လူတိုင်းဗီဒီယိုရိုက်လို့ရတယ်ဓာတ်ပုံရိုက်လို့ရပါတယ်တိုးတော့ဒီရွေးကောက်ပွဲမှာတော့ကျွန်တော်ဒီတက်တီကန်ကတ်ပြားတွေပေးထားတဲ့ရည်ရွယ်ချက်ဒီလျှို့ဝှက်မဲပေးတဲ့စနစ်တစ်ခုရဲ့မဲရုံဖွဲ့ဝင်တွေရဲ့လုပ်ငန်းတာဝန်တွေကိုအနှောက်အယှက်မဖြစ်အောင်ဒါကိုရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်ပွင့်လင်းမြင်သာမှုကိုလည်းဦးစားပေးနေရတဲ့အနေအထားတစ်ခုမှာခုနလူမျိုးဖုန်းကင်တဲ့လူတယောက်အနေနဲ့ပဲပေါ့နော်မီဒီယာတွေကအဖွဲ့ဝင်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ဖုန်းကင်တဲ့လူတယောက်ကင်မရာကင်တဲ့လူတယောက်တာမန်ပုံကူတယောက်လူပဲမှတ်ယူပြီးတော့ဒီပုံကူများအနေနဲ့ဓာတ်ပုံရိုက်ချင်တယ်ဗီဒီယိုရိုက်ချင်တယ်ဆိုရင်တော့ပရုံရဲ့အပြင်ဘက်ကနေပဲဆောင်ရွက်ခွင့်ရှိပါတယ်မီဒီယာများအနေနဲ့ကတော့ခုနလို6နာရီမတိုင်ခင်မှာအတွင်းထိဝင်လို့ရတယ်4နာရီနောက်ပိုင်းမှာအတွင်းထိဝင်လို့ရတယ်ကျွန်တော်ဒီတက်တီကန်ကတ်ပြားရရှိထားတဲ့လူတွေပေါ့ရွေးကောက်မဲပေးနေတဲ့အချိန်6နာရီကနေ4နာရီအတွင်းမှာဆိုရင်တော့ပရဝုံအထက်ကနေမှဓာတ်ပုံရိုက်တာတွေဗီဒီယိုရိုက်တာတွေလုပ်လို့ရတယ်အဲ့ဒီတက်တီကန်ကတ်ပြားကင်ဆောင်ထားသူမှာအပကြံမီသူမဆိုပရဝုံရဲ့အပြင်ကြမှာပဲအပြင်ကနေပဲဓာတ်ပုံရိုက်တာတွေဗီဒီယိုရိုက်တာတွေဆောင်ရွက်ခွင့်ရှိပါတယ်အားလေးဟုတ်ကျေးဇူးပါကျွန်တော်နည်းနည်းအချင်းလေးယူလာပြီဆိုတော့ဟိုဆရာဖက်ကနောက်ဆုံးအနေနဲ့ပေါ့နော်ဒီကျွန်တော်ခုနမေးထားတဲ့ဟာထိကနေဟိုဂျန်နဲ့မမေးလိုက်ရတဲ့ဟာလေးကျွန်တော်ဒီရွေးကောက်ပွဲနဲ့တရိထားတဲ့အချက်လေးတွေနောက်ဆုံးအနေနဲ့ပြန်ပြောပြပါအောင်ကျွန်တော်နှစ်ချက်တော့ဟိုတင်ပြဆွေးနွေးလိုပါတယ်ပထမတစ်ချက်ကတော့ဟိုမဲဆန္ဒရှင်တွေအားလုံးအတွက်ကိုရောနိုင်ငံရေးပါတီတွေအတွက်ကိုရောအကျုံးဝင်ပါတယ်ဒါကတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဟိုကြေညာချက်တွေပေါင်းပြီးဖြစ်ပါတယ်ဆန္ဒရှင်တွေပေးတဲ့မဲတွေကိုဒီပယ်မဲမဖြစ်ရလေအောင်ခိုင်လုံမဲတကယ်သတ်မှတ်ထားတဲ့ခိုင်လုံမဲတွေဖြစ်ရလေအောင်ကျွန်တော်တို့ရည်ရွယ်ထားတာရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုလို့ရှိရင်ပထမတစ်ချက်ကတော့ကျွန်တော်တို့ဒီမဲလက်မှတ်ကြိုတင်မဲလက်မှတ်စာအိတ်တွေမှာပွင့်နေတယ်ကော်ရီမတုတ်ဘူးဆိုတော့ဟိုကြိုတင်မဲပေးတဲ့စာအိတ်တွေဒီလည်းရေတွက်တဲ့ခါမှာပယ်မဲဖြစ်ကျွန်တော်တို့တတ်မှတ်မှာမဟုတ်ပါဘူးနောက်ကော်ရီနဲ့ကတ်လိုက်တဲ့ခါမှာမဲလက်မှတ်တွေမှာအစွန်းထင်းတွေကော်ရီပေးသွားနိုင်ပါတယ်အဲ့လိုဟာတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ပယ်မဲဖြစ်မတတ်မှတ်ပါဘူးအစိုးဆုံးကတော့အဲ့ကော်နဲ့ကတ်ထားလို့ဖွင့်လိုက်တဲ့ခါမှာအဲ့ဒီလက်မှတ်ကပြဲသွားတယ်ပြဲသွားရင်လည်းဒီလက်မှတ်ပြဲကိုကျွန်တော်တို့ပယ်မဲဖြစ်ဟိုမတတ်မှတ်ပါဘူးနောက်တစ်ခုကကြတော့ကျွန်တော်ဒီမဲလက်မှတ်မှာပြည်သူ့လွှတ်တော်မဲလက်မှတ်စာအိတ်မှာအမျိုးသားလွှတ်တော်တွေထည့်တဲ့မဲလက်မှတ်ကိုထည့်လိုက်မိတဲ့မဲဆန္ဒရှင်တွေရှိတယ်အခုနလိုအမျိုးသားလွှတ်တော်ဟိုစာအိတ်ထဲမှာမှပြည်နယ်လွှတ်တော်လက်မှတ်တွေထည့်ပြီးတော့မှထည့်လိုက်မိတဲ့ဟိုမဲဆန္ဒရှင်တွေရှိကောင်းရှိနိုင်ပါတယ်ဒီလိုဟာတွေအတွက်ကိုလည်းကျွန်တော်တို့ကမဲယုံပိတ်ပြီးတော့စတင်ရေတွက်တဲ့အခါမှာရခင်လိုမျိုးစာအိတ်လိုက်ရေတွက်တော့မှာမဟုတ်ဘဲနဲ့စာအိတ်ထဲကနေမှဖွင့်ပြီးတော့မှအယောင်လိုက်ခွဲပြီးတော့လွှတ်တော်လိုက်ချင်းတောင်းတွေကိုထည့်ပေးခြင်းအပြင်ဒီဟာဒီပယ်မဲတွေပိုမဲတွေပျောက်မဲတွေဟိုညော့နေသွားမှာညော့နေမှာမဟုတ်ပပျောက်သွားမှာဖြစ်ပါတယ်ဒါတော့ဟိုနိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေအတွက်ကောခက်ခဲပင်မမနဲ့မဲပေးကြတဲ့မဲဆန္ဒရှင်တွေအတွက်ကောရည်ရွယ်ပြီးတော့ကျွန်တော်တို့ပယ်မဲတွေမဖြစ်ရလေအောင်စီမံဆောင်ရွက်ထားပါတယ်
နောက်တစ်ခုကကြတော့ကျွန်တော်တို့မဲယုံမှုလက်မှတ်အရှိမပါနေတဲ့ဟာတွေနောက်ကျောမှာဒစိမ့်တုံးနေပါပြီးတော့လက်မှတ်မပါတဲ့ဟာတွေဒါတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ပယ်မဲဖြစ်မတတ်မှတ်ပါဘူးထည့်သွင်းပြီးတော့ရေတွက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီရေတွက်တာနဲ့ပတ်သက်ပြီးတော့ပေါ့ဒီညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP နဲ့ပတ်သက်လို့လည်းကျွန်တော်ရခိုင်တော့ကလည်းရှင်းပြတာရှိပါတယ်တချို့ထင်အောင်ထင်မှားဖြစ်ပြီးတော့မှားယွင်းပြီးတော့မဖြစ်ရလေအောင်မဲယုံမှုဒူမဲယုံမှုတင်တန်းတွေမှာကျွန်တော်တို့အသေးစိတ်တင်ကြားထားတာရှိပါတယ် UDP ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ကိုယ်စားလှယ်လောင်းနေရာလိုကိုနေရာဒစိမ့်ထူရမယ့်နေရာဒီဗလန့်လိုပဲကျွန်တော်တို့သတ်မှတ်ပါတယ်ဘာမှမရှိဘူးလို့သတ်မှတ်ထားပါတယ်အဲ့အတွက်ကြောင့်UDP ပါတီရဲ့ကိုယ်စားလှယ်လောင်းနေရာမှာအများစုထုမိတယ်အောက်ကကိုယ်စားလှယ်လောင်းနေရာမှာနည်းနည်းလေးပဲထုမိရင်လေအောက်ကကိုယ်စားလှယ်လောင်းရဲ့ခိုင်လုံပဲဖြစ်ကျွန်တော်တို့ကသတ်မှတ်မှာဖြစ်ပါတယ်UDP ကိုယ်စားလှယ်လောင်းရဲ့နေရာမှာတနေရာထုမိတယ်ပြီးလို့ရှိရင်အခြားကိုယ်စားလှယ်လောင်းရဲ့တနေရာမှာတနေရာထုမိရင်လည်းဒါနှစ်နေရာထုမိတဲ့အတွက်ပယ်မဲလို့မသတ်မှတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ပါတီရဲ့နေရာကိုယ်စားလှယ်လောင်းနာမည် logo နေရာအဲ့နေရာတွေအားလုံးဘာမှမရှိဘူးလို့သတ်မှတ်ပြီးတော့ဗလန့်လို့သတ်မှတ်ပြီးတော့မှကျန်တဲ့ကိုယ်စားလှယ်ရဲ့ခိုင်လုံပဲဖြစ်သတ်မှတ်ပြီးတော့မှဖြစ်ပါတယ်။အလဲကောင်တက်ကြတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘက်ကကိုယ်စားလှယ်အပေါ်ကကိုယ်စားလှယ်ဖြစ်ဖြစ်အောက်ကကိုယ်စားလှယ်ဖြစ်ဖြစ်သူ့ရဲ့ခိုင်လုံပဲဖြစ်ပဲသတ်မှတ်ပြီးတော့မှဖြစ်ပါတယ်ဒီအတွက်ကိုလည်းကျွန်တော်ဒီမဲပေးတဲ့အခါမှာမှားယွင်းပြီးတော့နှိပ်ခဲ့မိတဲ့ကိုယ်စားလှယ်လောင်းတွေနှစ်ကြိမ်လောက်မဲဆန္ဒရှင်တွေများရှိလို့ရှိရင်လည်းကိုနှိပ်ခဲ့မိတဲ့ကိုယ်စားလှယ်လောင်းဒီ UDP ပါတီတယောက်နောက်တဲ့ကိုယ်စားလှယ်လောင်းတယောက်ကိုနှိပ်ခဲ့ရင်လည်းကိုနှိပ်ခဲ့တဲ့ကိုယ်စားလှယ်လောင်းတယောက်ရဲ့ခိုင်လုံမဲဖြစ်ပဲသတ်မှတ်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီနောက်တစ်ချက်ကကြတော့ဒီကျွန်တော်တို့ရဲ့ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်မှာအဓိကဒီချိန်မှာကျွန်တော်တို့ရဲ့စိန်ခေါ်မှုက COVID-19 ကပ်ရောဂါဖြစ်ပါတယ်ဒီ COVID-19 ကပ်ရောဂါအတွက်ကိုကျွန်တော်မဲယုံပြင်ဆင်မှုတွေကိုလည်းရခိုင်ကျွန်တော်ဆွေးနွေးပွဲတွေမှာကျွန်တော်တင်ပြတာရှိပါတယ်မဲဆန္ဒရှင်100အောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဆိုင်နေမခွဲဘဲနဲ့ပုံမှန်တိုင်းပဲအဝင်အထွက်တွေရှိတဲ့မဲယုံတွေနဲ့ဆောင်ရွက်ပါတယ်တိုးတော်မဲဆန္ဒရှင်100နဲ့900ကြား100နဲ့900ကြားရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မဲလက်မှတ်ထုတ်ပေးသူမဲစင်းစစ်ဆေးတဲ့လူမဲလက်မှတ်ထုတ်ပေးတဲ့လူတွေကိုနှစ်ဦးနဲ့မြန်ဆန်နဲ့ပြီးနိုင်မှုတော့ကျွန်တော်တို့ဆောင်ရွက်ပါတယ်။နောက်မဲဆန္ဒရှင်900နဲ့1000ကြားရှိတဲ့မဲယုံတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့အဆိုင်နှစ်ဆိုင်ထပ်ခွဲပါတယ်။အဆိုင်နှစ်ဆိုင်မှာဥပမာမဲဆန္ဒရှင်1000ရှိတယ်ဆိုလို့ရှိရင်မဲဆန္ဒရှင်အမှတ်1ကနေ900ထိကအဆိုင်1 901ကနေ1000ထိကအဆိုင်2ဒီဟာဆိုင်ခြင်းအပြင်မြန်ဆန်နဲ့မဲပေးခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်ဒီလိုအဆိုင်နဲ့ဆိုင်ပေးလိုက်လို့လူတွေပိုကျက်သွားမလားဆိုလို့ရှိရင်လည်းဒီဟာကိုကျွန်တော်တို့အခန်းကျယ်တဲ့နေရာတွေကိုရွေးချယ်ပြီးတော့မှဆောင်ရွက်ဖို့ပြင်ဆင်ထားပြီးဖြစ်ပါတယ်အချို့နေရာတွေမှာဆိုလို့ရှိရင်တော့မဲဆန္ဒရှင်1000နဲ့အထက်ရှိတဲ့မဲဆန္ဒရှင်တွေမဲယုံတွေရှိပါတယ်အဲ့ဒီမဲယုံတွေမှာဆိုလို့ရှိရင်တော့လွှတ်တော်တရက်ကိုကျွန်တော်တို့ကပြည်သူ့လွှတ်တော်တစ်ခန်းအဆိုင်နှစ်ဆိုင်ထည့်ပြီးတယ်တစ်ခန်းထဲမှာအဆိုင်နှစ်ဆိုင်ထည့်တာဖြစ်တဲ့အတွက်ချောင်းချိနဲ့သူတို့ဝင်ထွက်သွားလာနိုင်မယ်မြန်ဆန်ပြီးမယ်အမျိုးသားလွှတ်တော်တစ်ခန်းအဆိုင်နှစ်ဆိုင်ပြည်နယ်လွှတ်တော်တစ်ခန်းအဆိုင်နှစ်ဆိုင်နဲ့ကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်မဲဆန္ဒရှင်များအနေနဲ့ကတော့အဓိကအရေးကြီးဆုံးကတော့ကျွန်တော်တို့ဗုဒ္ဓစလစ်မဲဆန္ဒရှင်တက်တီကံကတ်ပြားကိုမဖြစ်မနေပါလာခဲ့ပြီးဖို့ဖြစ်ပါတယ်အဲ့ဒီဗုဒ္ဓစလစ်ရဲ့ကျွန်တော်တို့ထုတ်ပေးထားတဲ့အကြောင်းရင်းဒီမှတ်ပုံတင်ကတ်အစားထုတ်ပေးထားခြင်းမဟုတ်ပါဘူးမှတ်ပုံတင်ကတ်လည်းပါလာရမယ်မှတ်ပုံတင်ကတ်မပါလို့ရှိရင်လည်းမှတ်ပုံတင်နံပါတ်ပါတဲ့ဥပမာအပြင်ကျွန်တော်ရင်မောင်းလိုက်ရှင်ပဲဖြစ်ဖြစ်တခုကျောင်းသားကပဲဖြစ်ဖြစ်ကတ်ပါလာတကယ်လို့မပါလာခဲ့ဘူးရဲ့ထောက်ခံစာယူခဲ့ဖို့လိုမှာဖြစ်ပါတယ်နောက်ဆုံးထိရက်ကျေးကော်မရှင်ရက်ကျေးအုပ်ချုပ်မှုရဲ့ထောက်ခံချက်မပါရင်တောင်မှကျွန်တော်တို့ဒီမဲပေးခွင့်ဆုံးရှုံးမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချင်းလူမျိုးတွေဖြစ်နေတဲ့အတွက်ဖြစ်တယ်။တယောက်နဲ့တယောက်ကအမျိုးတွေပတ်တော်နေတာဖြစ်တဲ့အတွက်ဘယ်သူကတော့ဘယ်သူအိမ်ကဘယ်သူရဲ့အမျိုးဆိုတဲ့ဟာကိုသိပြီးသားဖြစ်တယ်။အခြားတိုင်းဒေသကြီးပြည်နယ်ဒီမှာအောက်ပြည်မှာဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်ကမသိနိုင်ဘူး။ကျွန်တော်တို့ချင်းပြည်မှာရှိတဲ့မြို့နယ်တိုင်းမှာတော့တယောက်နဲ့တယောက်ကတယောက်မှုတယောက်ကသိနေကြတာဖြစ်တဲ့အတွက်ကြောင့်ခုနမှတ်ပုံတင်ကတ်မပါလဲထောက်ခံချက်တွေမပါလဲမဲပေးခွင့်မဆုံးရှုံးပါဘူး။သို့တော့အဲ့မဲဆန္ဒရှင်တက်တီကံကတ်ပြားသည်မဲစင်းအမှတ်စဉ်ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ဒီမဲစင်းအမှတ်စဉ်ပါဝင်တဲ့ကတ်ကိုပါလာပြီဆိုလို့ရှိရင်တော့မဲစင်းစစ်ဆေးတဲ့အခါမှာမြန်ဆန်နဲ့
လက်မှတ်ထိုးပြီးတော့မဲလက်မှတ်တွေထုတ်ပြီးတော့မဲပေးခွင့်ရရှိမှာဖြစ်ပါတယ်တကယ်လို့များတာမဲဆန္ဒရှင်တက်တည်ခံကတ်ပြအကြောင်းမျိုးကြောင့်မပါလာဘူးပျောက်သွားတဲ့မေ့ကြံခဲ့လို့ဒီလိုမျိုးဖြစ်နေရင်လည်းမစိုးရိမ်ပါနဲ့ကျွန်တော်ဒီမဲယုံအရှိမှာမဲစင်းတွေအားလုံးကိုကတ်ထားပါတယ်ကိုယ့်ရဲ့မဲစင်းအမှတ်ကိုအလို့ရနေတယ်မှတ်ထားခဲ့ရင်တော့ပို့ပြီးတော့ကောင်းပါတယ်မရှိခဲ့ဘူးမေ့နေတယ်မမှတ်ခဲ့ဘူးဆိုလို့ရှိရင်တော့မဲယုံရှိမှာရှိတဲ့မဲစင်းကိုကြည့်ပြီးတော့ကိုယ့်ရဲ့အမှတ်စဉ်ကိုမှတ်ပြီးတော့မဲယုံတွင်ကိုဝင်ခြင်းအပြင်ကိုယ့်အတွက်ကောကျန်တဲ့မဲဆန္ဒရှင်တွေပြည်သူတွေအတွက်ကိုပါဒီ COVID-19 ရောဂါနေမှာကူးစက်မှုတွေကနေမှာကာကွယ်ထိန်းသိမ်းရာရောက်ပြီးတော့မြန်မြန်ဆန်ဆန်နဲ့မဲပေးခြင်းလုပ်ငန်းစဉ်တွေကိုအထောက်အကူရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့ဆွေးနွေးတင်ပြလိုပါတယ်ဗျ။အခုခုနပြောတဲ့အတိုင်းဆိုရင်တော့တကယ်လို့များပြုတ်သွားတယ်တချို့ဒီကသူတို့မရှိတဲ့ချိန်မှာလာပေးသွားတယ်သူတို့ရှိမှမသိတဲ့လူတွေအတွက်ကဘာမှထောက်ခံစာလေးယူဆမလို့ဘူးလို့ပြောလို့ရမလားထောက်ခံစာရပါတယ်ဗျယူရမယ်တဲ့ဟာကလူတွေကကျွန်တော်ချင်းတည်းနေထားရပါလေထောက်ခံစာယူရမယ်ဆိုရင်တော့အဲ့လိုမျိုး process ကိုတော့မလုပ်ချင်တာရှိရပါလေအဓိကတော့ကျွန်တော်တို့ဒီမဘက်ကနေမှတက်လာတဲ့ဘယ်လိုခေါ်မလဲဌာနဆိုင်ရာဝန်ထမ်းပဲဖြစ်ဖြစ်ကျန်တဲ့အလုပ်သမားပဲဖြစ်ဖြစ်ဈေးအောင်ဈေးဝယ်နဲ့ရောက်လာတဲ့ပုံကိုယ်တွေပဲဖြစ်ဖြစ်တချို့ကျွန်တော်တို့ချင်းလူမျိုးမဟုတ်တဲ့မဲဆန္ဒရှင်တွေဆိုလို့ရှိရင်ကျွန်တော်တို့မဲယုံတွေမှာရှိတဲ့မဲယုံမှုတွေရက်ကြီးကော်မရှင်တွေအုပ်ချုပ်ရေးပိုင်းတွေကတန်းပြီးမသိနိုင်ပါဘူးမသိနိုင်မဲ့လူစိမ်းတယောက်လူဆိုလို့ရှိရင်တော့သူ့အနေနဲ့ကတော့မဖြစ်မနေမှတ်ပုံတွေကမပါဘူးဆိုလို့ရှိရင်တော့အုပ်ချုပ်ရေးရက်ကွက်အုပ်ချုပ်ရေးမှုရဲ့ထောက်ခံချက်ကတော့ယူခဲ့ဖို့လိုအပ်မှာဖြစ်ပါတယ်ဗျကျွန်တော်ဒီမြို့နယ်အတွင်းမှာရှိတဲ့မြို့ရက်ကွက်တွေထဲမှာရှိတဲ့ချင်းလူမျိုးမဲဆန္ဒရှင်တွေအနေနဲ့ကတော့တယောက်မှုတယောက်ကတော့အားလုံးအမျိုးတော်ပြီးတော့တည်နေကြတာဖြစ်တဲ့အတွက်အခက်အခဲမရှိပါဘူးတိုးတော်ခုနမဲဆန္ဒရှင်တက်တည်ခံကတ်ပြားဒီမဲစင်းအမှတ်စဉ်ကိုပဲအဓိကထားတာဖြစ်တဲ့အတွက်ကြောင့်မဲစင်းအမှတ်စဉ်ကိုကအမှတ်မိနေတယ်ဆိုရင်ဒီဗုဒ္ဓစလစ်မလိုပါဘူးမဲစင်းအမှတ်စဉ်ကိုမသိဘူးဆိုလို့ရှိရင်တော့မမှတ်မိဘူးဆိုလို့ရှိရင်တော့ဒီမဲဆန္ဒရှင်တက်တည်ခံကတ်ပြားမဖြစ်မနေပါလာဖို့လိုပါတယ်တကယ်လို့များအကြောင်းမျိုးကြောင့်မဲဆန္ဒရှင်တက်တည်ခံကတ်ပြားပျောက်လို့ပဲဖြစ်မေ့ကြံခဲ့လို့ပဲဖြစ်တခုရှိခဲ့တယ်ဆိုရင်တော့မဲယုံရှိမှရှိတဲ့မဲစင်းကိုပြန်ကြည့်ပြီးတော့မှကိုယ့်ရဲ့အမှတ်စဉ်ကိုမှတ်ပြီးတော့မဲယုံတင်ကိုဝင်ပေးဖို့ဖြစ်ပါတယ်ဟုတ်အရင်ရွေးကောက်ပွဲတုန်းကကျွန်တော်တွေးခဲ့တဲ့တခုရှိတာပေါ့လေအဲ့ဒီရွေးကောက်ပွဲကော်မရှင်ကအတွင်းထိပ်ကမဲယုံတာဝန်ရှိသူဒီကလေတချို့ပါတီနဲ့ဆက်ဆက်ပတ်သက်နေတဲ့ဖြစ်တတ်တယ်လေဆိုတော့တခါတလေကသူတို့ကနေအဲ့ဒီမေးချေမဲ့ဆန္ဒပြုတ်တဲ့နေရာထိကိုသူတို့လိုက်ပူတာရှိတတ်ပါတယ်ယူသားတဲ့သဘောမျိုးပုံစံကြနေဘယ်လိုလုပ်လို့ရလဲအဲ့ဒါတခုပေါ့နော်ပြီးရင်တခုကမေးတာရှိတယ်တကယ်လို့များတာပြည်နယ်လွှတ်တော်မြို့သားလွှတ်တော်ပြည်သူ့လွှတ်တော်ပေးဖို့စာရွက်က3ရွက်ဖြစ်တာပေါ့အဲ့ဒါကိုပုံမှန်ထေးတဲ့ချိန်မှာတခုနဲ့တခုမှားပြီးတော့သွားထိမှရင်ဘယ်လိုလုပ်မလဲဆိုတာဒီရှင်းနိုင်သလားတဲ့ဟုတ်ကဲ့ဒုတိယမေးခွန်းကိုကျွန်တော်အရင်ဖြေရမယ်ဆိုရင်အဲ့ဒီမှားယွင်းမှုမျိုးကတော့လုံးဝမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ကိုကန့်ထားပါတယ်။ကြိုးတားပြီးတော့ကန့်ထားတယ်။အထက်တရမဲယုံဖွဲ့ဝင်တွေကလည်းပြည်သူ့လွှတ်တော်မဲလက်မှတ်ကိုတော့အမျိုးသားလွှတ်တော်သွားထည့်မဲ့အနေထားဖြစ်ရင်ဟန်တားပေးမှာဖြစ်ပါတယ်။ဟန်တားဖို့မလိုအောင်လဲကျွန်တော်တို့ကြိုးတွေစီးတွေနဲ့တားထားပေးပြီးဖြစ်ပါတယ်။ဝင်လို့မရတဲ့အနေထားဖြစ်အောင်မှားပြီးခွကြော်ပြီးတော့သွားထည့်ရင်တော့ထဟန်တားတဲ့အနေထားတော့ကြုံရမှာဖြစ်ပါတယ်ပထမဟာတော့တကယ်လဲကျွန်တော်တို့လည်းတွေ့ပါတယ်ကြုံပါတယ်ဒါကဘာကြောင့်ဘာတွေကြုံလဲဆိုတော့ခုနကကျွန်တော်ရှေ့မှာတင်ပြဆွေးနွေးသလိုပဲအကူအညီလိုအပ်တဲ့လူပေါ့အသက်အရွယ်ကြီးတဲ့လူတွေပြီးရင်စာမတက်တဲ့လူတွေမဲပေးဖို့အတွက်ကိုမြန်မာစာမတက်တဲ့လူပေါ့ကျွန်တော်တို့ဒီရုံးသုံးစာတွေမတက်တဲ့လူတွေနဲ့အခက်အခဲရှိပါတယ်အဲ့ဒီလူတွေအတွက်ကိုတော့ခုနကအရင်အခြာတယောက်ကအဖေအမေသားသမီးအရင်အခြာတယောက်ကနေမှကူညီပိုင်ခွင့်ရှိကူညီပေးပြီးတော့မဲယုံတဲမှာဝင်ပြီးတော့ကိုယ်တိုင်ကိုကြဒစိမ့်ထုပေးလို့တော့ရပါတယ်ကိုယ်တိုင်ကိုကြဒစိမ့်ထုပေးလို့ရပါတယ်အတူတော့ဒီပုံကိုယ်တွေမပါလာဘူးဆိုရင်အခြားပုံကိုယ်တွေကကူညီပိုင်ခွင့်မရှိပါဘူးမဲယုံထဲမှာရှိတဲ့မဲယုံမှုကနေမှတာဝန်ပေးတဲ့မဲယုံမှုတော်၎င်းဒူမဲယုံမှုတော်၎င်းကူညီပေးရမှာဖြစ်ပါတယ်အကူညီပေးတဲ့အခါမှာပထမအဆင့်အနေနဲ့ကျွန်တော်တို့ကကူညီပေးတဲ့ဟာဒီဆန္ဒပြုခန်းရဲ့အရှိကနေကူညီပါတယ်ဆန္ဒပြုခန်းရဲ့အရှိကနေမှပ
ပြောပြီးတော့ကူညီတဲ့အခါမှာကျွန်တော်ဒီလေးလာဆောင်ကြည့်တဲ့လူတွေမဲရုံကိုယ်စားလှယ်တွေနဲ့ကြားနိုင်တဲ့အနေအထားဖြစ်အောင်ပဲဆန္ဒပြုခံအရှိရနေမှာပြောပေးပါတယ်ဘယ်လိုပြောပေးလဲဆိုရင်တော့ကိုယ်စားလှယ်လောင်းရဲ့နာမည်ပါတီနာမည်ပထမဆုံးအပေါ်မှာတော့ကိုယ်စားလှယ်လောင်းဘဒူဥဘဒူဘဲပါတီဒုတိယမှာကဥဘဒူဘဲပါတီတတိယမှာဒေါ်ဘဒူဘဲပါတီဒီဟာကိုစိုင်းနေတဲ့တာထဲပါဆိုပြီးတော့ပထမ step အနေနဲ့ကျွန်တော်ဒီလိုကူညီပါတယ်ဒီလိုကူညီတဲ့အခါမှာတန်တရားအနေနဲ့ဟာဒါတော့ဘဒုတော့မဲပေးပါဆိုတဲ့တန်တရားစိတ်လည်းဝင်ကောင်းဝင်နိုင်ပါတယ်ဒါတော့ကျွန်တော်တို့အနေနဲ့ကတော့ကူညီပေးမဲ့လူဒီမပါလာတာဖြစ်တဲ့အတွက်ကြောင့်မဲယုံတွေကအဖွဲ့မဲယုံတွေကနေမှမဲယုံမှုဒူမဲယုံမှုတယောက်ကနေမှဆန္ဒပြုခံရှေ့ရနေမှကူညီပေးရတဲ့အနေထားပါဒါတော့အတန်တိုးတိုးလေးနဲ့ကူညီဖို့မဟုတ်ဘဲနဲ့မဲယုံထဲမှာရှိတဲ့လေးလာဆောင်ကြည့်တဲ့လူတွေမဲယုံကိုယ်စားလှယ်တွေကြားနိုင်တဲ့အနေထားဖြစ်အောင်ပြောပြီးတော့ကူညီပေးရတာရှိပါတယ်အဲ့လိုပထမတစ်ဆင့်အနေနဲ့ကူညီပေးလို့မှအရန်ခက်ခဲတဲ့မဲဆန္ဒရှင်တွေရှိကောင်းရှိနိုင်ပါတယ်ဒါကြီးဘယ်လိုပေးရမလဲဆိုတဲ့အခက်အခဲမျိုးအရန်ကြုံသွားတဲ့မဲဆန္ဒရှင်မျိုးဆိုဒုတိယ step အနေနဲ့ကျွန်တော်ဒီအတွင်းထဲကိုကျွန်တော်ဆန္ဒပြုခံအတွင်းထဲကိုဝင်ရပါတယ်ဝင်တဲ့အခါမှာတော့မဲဆန္ဒရှင်ကနေမှဆန္ဒပြုခိုင်းတဲ့နေရာမှာကိုယ်တိုင်အရင်မထုပါဘူးမဲဆန္ဒရှင်ရဲ့လက်ထဲမှာတစိမ့်တုံးထည့်ပြီးတော့မှမဲယုံမှုနဲ့ဖြစ်ဖြစ်ဒူမဲယုံမှုကဖြစ်ဖြစ်အဲ့တစိမ့်တုံးကိုလက်အပေါ်ကနေကင်ပြီးတော့မှထုပေးရတဲ့အနေအထားဖြစ်ပါတယ်ဒါဒီဒုတိယ step ဖြစ်ပါတယ်ဒုတိယ step ထဲမှာမှတတိယ step ကိုဆက်ပြီးတော့လုပ်ပေးရတဲ့မဲဆန္ဒရှင်တွေလည်းရှိပါတယ်အရန်လက်ကြီးတုံနေပြီးတော့ပြန့်သွားနိုင်တဲ့အနေအထားတွေလုံးဝမထုလို့မရတဲ့အနေအထားမဲဆန္ဒရှင်ကြုံတော့ကြုံပဲအဲ့လိုမျိုးမဲဆန္ဒရှင်မျိုးရှိခဲ့ဆိုလို့ရှိရင်တော့မဲယုံမှုဒါမှမဟုတ်ဒူမဲယုံမှုကသူ့ရဲ့ပြောကြတဲ့နေရာမှာသူ့ရဲ့စိတ်ကြိုက်ကိုယ်စားလှယ်လောင်းကိုကျွန်တော်တို့ထုပေးရပါတယ်ဒီဟာတွေထုပေးတဲ့အခါမှာတော့လူ့ဝမဲပေးတဲ့စနစ်တစ်ခုလည်းဖြစ်တယ်ပြီးလို့ရှိရင်မဲဆန္ဒရှင်တွေကမဲဆန္ဒရှင်ကိုယ်တိုင်အောင်သူ့ရဲ့အရင်အခြားတယောက်မှမပါတာဖြစ်တဲ့အတွက်ကြောင့်မဲယုံမှုနဲ့ဒူမဲယုံမှုကကူညီပေးရမလားလို့လည်းအရင်မေးရပါတယ်မေးတဲ့အခါမှာကူညီပေးပါလို့သူကပြောတဲ့အတွက်ကြောင့်အနောက်ထဲအရှိကနေပထမတစ်ကြိမ်နောက်ထဲမှာသွားပြီးတော့ဒုတိယတစ်ကြိမ်သူ့လက်ကိုကင်ပြီးတော့တတိယအနေနဲ့မဖြစ်မနေကိုယ်တိုင်ကိုယ်ကြထုပေးရတဲ့အနေအထားတွေလည်းကြုံတွေ့ရပါတယ်ဒီဟာကိုတော့မဲယုံမှုကဒူမဲယုံမှုကဘယ်နေရာကိုထုပေးပါတယ်ဆိုပြီးတော့မမြင်ရဘဲနဲ့ကိုယ်တိုင်ကိုယ်ကြလည်းမြင်ရတာမဟုတ်ဘူးဒီလက်မှတ်မှာလည်းဘယ်သူကမဲပေးတယ်ဆိုတာမပါဘဲနဲ့ ERC နဲ့ပဲဖြစ်ဖြစ်ရှုံးနေတဲ့လူကပဲဖြစ်ဖြစ်ဒါမျိုးတွေကတော့အငင်းပွားမှုတွေကျွန်တော်တို့လည်းကြားနေရပါတယ်ကြုံအောင်မှာဖြစ်ပါတယ်ဖြစ်လာအောင်မှာဖြစ်ပါတယ်တိုးတော့ကျွန်တော်မဲမှုဒူမဲမှုတွေကိုတော့ရခိုင်ရွေးကောက်ပွဲတွေမှာလည်းညွှန်ကြားတာတွေရှိတင်တန်းတွေမှာဆွေးနွေးတာတွေညွှန်ကြားတာတွေရှိသလိုပဲဒီ2020ရွေးကောက်ပွဲမှာတော့ပုံမူပြီးတော့တင်းကျပ်တဲ့ကျွန်တော်ခုနလို step by step နဲ့ကူညီသွားတဲ့အနေအထားတွေဖြစ်အောင်တော့တင်တန်းမှာပေးပြီးဖြစ်ပါတယ်အခုလိုဆက်ရှိလေးရှင်းပြသွားတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဦးလင်းကျော်ကျွန်တော်ဆွေးနွေးတဲ့အချိန်လေးကြာလာပြီဆိုတော့update သတင်းလေးတွေရှင်းလဲမနေ့ပြန်တစ်ဖက်ကာလမှာပြန်ပြီးတော့ဆက်သွယ်ပြစေလို့ကျွန်တော်အနေနဲ့ရှုနေတဲ့ပြည်သက်တွေကလည်းကျွန်တော်တို့ချင်းလက်ဖို့ကနေထူးကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ကျွန်တော်တို့ဒီညဆွေးနွေးခွင့်ကိုဆုံးသတ်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ